လာပါသူတွေပါ Self Mastery Community က live မလွှင့်တာကြာပြီဆိုတော့ alright so ဒီနေ့ကျွန်တော်ဒီ live မှာဒီ video မှာအဓိကဟိုရှင်းပြချင်တာပေါ့နော်ဆိုလို့ရှိရင်ကျွန်တော်အင်္ဂလိပ်စာတော်ခြင်းအရေးကြီးဆုံးပထမတော့ချက်ဆိုတဲ့အကြောင်းလေးနဲ့ပထမတော့ချက်ကဘာလဲဖြစ်မလဲဆိုလို့ရှိရင်အရေးကြီးကြောင်းအများနဲ့ပြောနေတယ်အတန်ထွက်ပေါ့နော်အထက်မှာအရေးကြီးတာ9ဆင်းရှိတယ်ဆိုလို့ရှိရင်ဒီ9ဆင်းကိုပိုင်နိုင်ဖို့အတွက်နိုင်မှမယ်အင်္ဂလိပ်စာကလောက်တော့ထိရမယ်ကျွန်တော်တို့10နှစ်10မို့ဟုတ်ပြီနော်အထူးဖြင့်စနစ်ဟောင်းနဲ့ဟိုတက်ခဲ့တဲ့သူတွေသိနိုင်မယ်10နှစ်လောက်အင်္ဂလိပ်စာလောက်ခဲ့ပြီမယ်ခုတည်းအင်္ဂလိပ်လိုပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်စမပြေဘူးအဲ့ပိုင်းဆိုင်ရအောင်စကားပြောရမယ်ဆိုရင်ရောပြန်လောက်ရမယ်ဆိုရင်ရောကျွန်တော်စမပြေဘူးဖြစ်နေတယ်အဲ့တော့အဓိကဒီအရေးကြီးဆုံးတော့ချက်9ချက်ပါဖြစ်မလဲဆိုလို့ရှိရင်ပထမတော့ချက်ကတော့အတန်ထွက်ပေါ့နော်အတန်ထွက်ဆိုတာအတန်ထွက်ကိုအခြေခံနေရမယ်ဆိုလို့ရှိရင်ဟုတ်ပြီနော်ဒီ video ကအခုလောဆယ်ကျွန်တော် live ဆိုတော့ကျွန်တော်ကိုကျွန်တော်ဆက်ပြီးတော့ live လွှင့်ဖြစ်ဖို့အတွက်စူးစမ်းနေတယ်ဆိုလို့ရှိရင်ကျွန်တော်ကိုဟို live မှာမေးချင်တာရှိတယ်ဒါမှမဟုတ်တင်မေးချင်တာရှိတယ်ဆိုလို့ရှိရင်လည်း comment မှာဆက်ထည့်ထားပေးပါဒီဟိုမှာကဆိုတော့ဒီ video မှာအဓိကဒီ9ဆင့်ကိုတည်သွားမယ်ပေါ့နော်ဒါကျွန်တော်အရင်တော့လည်း share မှုပါတယ်ဒီ9ဆင့်ကအခုလောလောဆယ်ကျွန်တော်ပြီးတော့မှဒီ worksheet လေးနဲ့နောက်ပြီးတော့မှကို self diagnose ဘယ်လိုလုပ်ရမလဲဆိုတော့ဟော self diagnosis ဆိုတော့ဒီဟာဒီနေ့တော့ကျွန်တော်ဒါလေးကိုရှင်းပြမယ်ဟုတ်ပြီနော်ဆိုရှင်ဒီ5 level of pronunciation hierarchy ဆိုတာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီအဆင့်တွေပါဒီအဆင့်တွေကျော်လို့မရအောင်ဟုတ်ပြီနော်ကျွန်တော်တို့တော်တော်များများဒီအဆင့်9မှာသွားပြီးတော့မှပြောတတ်ချင်တယ်ဒါပေမဲ့အဆင့်1နဲ့3ကိုတခြားအဆင့်မပြေဒီခါကျတော့ငါဘယ်လိုမှလိုက်ကျင်လို့မရအောင်ဖြစ်နေတယ်ဟုတ်ပြီနော်ကျွန်တော် shadowing လောက်ပါညာပြောတယ်တည်တယ်တော်တော်များလောက်ကြတယ်မထီအောင်ပဲဖြစ်လို့လေဒီအခြေခံအဆင့်မှာလွဲနေတာတွေရှိလို့ဟုတ်ပြီနော်ဆိုတော့လည်းရှင်းပြမယ်ဆိုတော့ဒီ worksheet ကကျွန်တော်အခုလောလောဆယ်တော့ update လုပ်နေတော့ပေါ့နော်ဆိုတော့ ready တော့မဖြစ်သေးဘူး ready ဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်ဟိုလုပ်ဖို့ရှိတယ်ဒါလေးကိုလက်ဆောင်အနေနဲ့ပေးဖို့ရှိတယ်ဒီ poster sponsor မျိုးပေါ့နော်ဆိုတော့ကိုဟာကိုစပြီးတော့မှကိုစာကြည့်တဲ့နေရာမှာကတ်ထားလို့ရတယ် print out ပြီးတော့ဟုတ်နော်သူတို့ပြင်အင်္ဂလိပ်စာလောက်တယ်ဆိုလို့ရှိရင်ဒါကမရှိမဖြစ်မသိမဖြစ်လိုအပ်တဲ့အရာလိုအပ်တဲ့တတိပေးမှုပေါ့နော် pronunciation ပြီး self diagnosis checklist ဆိုရှိတယ် self diagnosis checklist ကဒီကိုယ့်ကို diagnose လုပ်ဖို့ပေါ့နော်ဆိုကိုပဲအဆင့်မှရောက်နေလဲကိုဘာလို့လိုအပ်လဲဆိုတာဟုတ်မလားအတန်ထွက်ပိုင်းဆိုင်ရာနဲ့ဒီပေါ့ကျွန်တော်ဆိုရှင်ကျောင်းသားပေါင်းထောင်ကျော်ပြီကိုအင်္ဂလိပ်စာအခုတော့တင်နေစေ feedback ပေးလာတာဟုတ်ပြီနော်EPPM ဆိုတည်လိမ့်မယ် English pronunciation and phonetics mastery ဆိုတဲ့ program ကျွန်တော်6ပတ်တင်တော့လည်းပြောတော့မှရင်တော့ model တဲ့တင်တာဖွင့်ထားတယ်ဟုတ်ပြီနော်ခုလည်းဖွင့်ထားစေအခုဒီလာမဲ့30ရက်နေ့ April 30မှာစမယ်ကျွန်တော်၄ပတ်ဟုတ်ပြီ၄ပတ်တော့ကျွန်တော် Zoom live တင်မယ်ပြီးလို့ရှိရင်ကျွန်တော်25ဒီလာမဲ့this weekend ပေါ့နော် so Friday Saturday Sunday 3ရက်ကိုကျွန်တော်လေးလောက်ထားတယ်challenge ဟုတ်ပြီနော် so 3-day pronunciation challenge a challenge ကို7 စားတဲ့ solution challenge လုပ်မှန်းပြပါကျွန်တော်အချိန်မှနေလာပြီးတော့မှဆက်ပတ်တဲ့ information တွေလာပို့ပေးမယ်ဆိုတော့အဓိက challenge ရဲ့ချက်ကတော့ဒီကိုဟိုပါပေါ့နော်အတန်ထပ်ပတ်သက်လို့ကိုတိုးတက်လုပ်ချင်တယ်ဒါပေမဲ့အခုဒီကိုဟိုပါအချိန်မရှိတာတော့ဟုတ်ပြီနော် valid excuses ဟုတ်ပြီနော်3-day pronunciation challenge ဆိုရင်ပထမနေ့မှာပြောလို့ဒါကကျွန်တော်ဟိုပါပေါ့နော်ဒီအကယ်၍ဟိုတင်နန်းတက်ဖို့အတွက်ပဲဖြစ်တင်နန်းပဲဖြစ်ပါဖြစ်ပေါ့နော်ဆိုကျွန်တော်တင်နန်းမှာမဟုတ်ဘူးချက်တင်နန်းနေလည်းရှိတယ်တက်ချင်လို့ရှိရင်တင်နန်းတက်ဖို့ ready မဖြစ်သေးဘူးဘာညာဆိုလို့ရှိရင် challenge နဲ့ဝင်ပြီးတော့မှကိုယ့်အကိုစမ်းစစ်ကြည့်ပါဟုတ်ပြီနော်ပြီးလို့ရှိရင်ကိုယ့်အကိုစူးစမ်းပြီးတော့ပြောင်းလဲနိုင်ဖို့အတွက်ဟိုတက်စစ်ကြည့်ပါလို့ဟုတ်ပြီနော်ဆိုလို့ရှိရင်ပထမနေ့မှာကျွန်တော်တို့ဗာတင်မလဲဆိုလို့ရှိရင်ဒီဟိုမြန်မာစကားပြောပြီးကြီးလာတဲ့သူတွေမှာအများဆုံးဟိုဖြစ်တဲ့ဒီဟိုပါပေါ့နော်အများဆုံးမှား9ခုဟုတ်ပြီနော်အဲ့9ခုအဲ့9ခုမှာ9ခုလောက်အရေးကြီးတယ်ဘာဖြစ်လို့ဆိုရှင်အဲ့9ခုကိုမသိဘူးမပြင်ဘူးဆိုလို့ရှင်ကျွန်တော်အင်္ဂလိပ်စာတို့တောင်လုပ်ဖို့အတွက်တော်တော်လေးခဲရတယ်ဘာဖြစ်လို့ဆိုရှင်ဒီအတန်အဆင့်မှာကျွန်တော်တို့ဟိုမကြားနေတာရှိတယ် listening ထိခိုက်တယ် listening ထိခိုက်ပြီဆိုလို့ရှင်ကျွန်တော် vocabulary မှာ
ထိခိုက်တယ်ဟုတ်ပြီနော်ပြီးအတန်မှန်မကြောက်ဆိုကျွန်တော်အတန်မှန်မှတ်လို့မရဘူးကျင့်လို့မရဘူးအဲ့တော့ပြောမှလည်းထိခိုက်တယ်ဆိုရှင်ဒါကတော့ဆက်နေတယ်ဆိုတော့ကျွန်တော်ပြောရတဲ့ဒီ torch ဆိုတာဟုတ်ပြီနော်ဆိုရှင်ဒီ 55 sounds you mistake ကိုမှားပြီးယူထားတယ်မှားပြီးထွက်ထားတဲ့ဟာတွေဟုတ်ပြီနော်ပြီးရှင်အဲ့ပထမဆုံး3တန်ကိုကျွန်တော်ပြင်မယ်စူးစမ်းပြီးတော့မှဟုတ်ပြီနော်3 1 night ဝက်တနိုင်လောက်အတွင်းအတန်နိုင်ဆုံးစူးစမ်းပြီးပြင်မယ်ပြီးလို့ရှိရင်ဒီ confidence ဆိုတဲ့အရာပဲလာလဲဆိုတာကိုချိတ်ဆက်ပြီးတော့မှကျွန်တော်ရှင်းပြမယ်အဲ့ဒီ5စနစ်ပြန်ပြီးတော့မှချိတ်ဆက်မယ်ဟုတ်ပြီနော်ဆိုရှင် challenge ကိုစဉ်းစားဆိုရှင် challenge လို့မှန်ပေးပါ comment လုပ်ပေးပါဆိုလို့ရှိရင်ဒါကနည်းနည်းကျညာဝင်ထားတာပေါ့နော် all right I can see you Amy thank you for saying hi ကျွန်တော် comment လေးချက်လုပ်ပေးပါလားအမြင်ရတယ်ဆိုလို့ရှိရင်ငါအဆင်ပြေတော့တရား alright ဆိုလို့ရှိရင်ဒီ diagnosis ကတော့လေကျွန်တော်ဟို ready တော့မဖြစ်သေးဘူးဒါပေမဲ့ကျွန်တော်တစ်ချက်ရှင်းပြမယ်ဟုတ်ပြီနော်စပြီးတော့မှနည်းနည်းတတိထားမိလို့ရအောင်လို့ဆိုဒီငါးချက်ကပါလဲဆိုလို့ရှိရင်ဒီငါးဆင့်ပေါ့နော်ဒီငါးဆင့်ကဒီ pyramid ပုံစံမျိုးပဲသွားမယ်ဟုတ်ပြီနော်ဒီမှာတော့ကျွန်တော်စာနဲ့တခြားလေး example ပေးထားတော့ pyramid တော့စောက်လို့မရဟုတ်ပြီနော်ဒါပေမဲ့ဒီငါးဆင့်ကဒီဥစ္စာဆိုပထမတစ်ဆင့်မှာပါဆိုရှင် IPA အတန်ချင်းစီပေါ့နော်ဒီနေ့စာကိုတခြား training channel တခြားပြောတတ် channel အတန် trap PP နဲ့ native speakers တွေနေပါပြောနိုင် channel ဆိုလို့ရှင်ဒီငါးဆင့်ကိုတစ်ဆင့်ချင်းစီဖြတ်မှရတယ်ကျွန်တော်ကြည့်ဖို့ဒီစားရတယ်။အဲ့တော့ဒီငါးဆင့်ကအနည်းဆုံးဒီ3ဆင့်လောက်ရောက်ဖို့အဓိကဟိုဟာ၄ပတ်တစ်လလောက်တခြားချိန်ပေးလိုက်ရင်ရတယ်။ဒီကျန်တဲ့အဆင့်တွေကကြတော့ကိုအင်္ဂလိပ်စာ level ပေါ်မူတည်ပြီးတော့မှကိုကဆက်ပြီးတော့မှကျင့်ဖို့လိုတာပေါ့နော်။ဟုတ်ပြီဆိုလို့ရှိရင်ဒီငါးဆင့်ကဘာလဲဆိုလို့ရှိရင်ဒီ IPA individual sound ဟုတ်ပြီနော်။ပထမတစ်ဆင့်နဲ့ဒုတိယတစ်ဆင့်ကျွန်တော်ဟိုကတော့ခဏတော့ဖောင်းထားလိုက်မယ်။နံပါတ်ဆိုလို့ရှိရင်ပြန်အောင်Yep ဆိုတော့ပထမတစ်ဆင့်ရပါလဲဆိုလို့ရှိရင်မျက်စိရှုပ်ပါဆိုတော့ပါဟုတ်နော်ပထမဆင့်ရပါလဲဆိုလို့ရှိရင် individual sound ဆိုလို့ရှိရင် IPA မှာဒီအတန်ထွက် IPA ဆို international phonetic alphabets ဟုတ်ပြီနော်ဒါတွေကတော်တော်များများသိပြီးသားဖြစ်မှာပါမသိသေးဘူးဆိုလို့ရှိရင်အဲ့ဒါဘယ်လောက်အထိအရေးကြီးကြအောင်ဒီကိုယ့်အတွက်အရေးကြီးမကြီးတာကိုယ့်ကိုယ်ဆုံးဖြတ်ဖို့ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ဒီ self diagnosis လုပ်လို့ရအောင်လို့ကျွန်တော်နည်းနည်းလေး share ပေးမလို့ဟုတ်ပြီနော်တော်တော်များများပဲပါကြောင့်မလို့အဲ့ဒီအင်္ဂလိပ်စာကိုအတန်ထွက်မှာယုံကြည်မှုမရှိလားလဲ YouTube video တွေကြည့်တယ် IPA လိုက်ကြည့်တယ်ဒါပေမဲ့လိုက်ကျင့်လို့အဆင်မပြေတာဖြစ်လို့လဲဆိုတာဒီကျွန်တော်သင်ချင်းရှင်းပြပေးမယ်ဟုတ်ပြီနော်နားလည်သွားလို့ရှိရင်ကိုဆုံးဖြတ်ချက်ချလို့ရတာပေါ့နော်ကိုဘာလုပ်ဖို့လိုလဲဆိုတာ that's my aim that's my wish for you if you're watching this so IPA က44လုံး45 46ပေါ့နော် depending on which ဟိုကိုဘယ်ဇာတ်ကိုအဓိကအတီးယူလဲဆိုတော့ကြည့်ပြီးတော့မှာအနည်းဆုံးတော့44လုံးရှိရဟုတ်ပြီနော်အဲ့ဒီ44လုံးကိုတစ်လုံးချင်းစီပီအောင်ဟိုလောက်ရတယ်ကျွန်တော်မြန်မာမှာဘာတွေမပီလဲဆိုလို့ရှိရင်ဟုတ်ပြီနော်ကျွန်တော်တစ်ချက်ဖောင်းထားမယ်ဒီ show မှာ okay ပြီးမှကျွန်တော်ချက်စင်တစ်ခုချင်းစီဟို reveal လုပ်တော့လိုက်မယ်ဟုတ်ပြီနော်ဒါနောက်ပိုင်းကျွန်တော်ဟိုအနေနဲ့ပေးမယ်PA okay I don't know why it's messaging PA resonance skill share ကောင်းလာတယ် yes thank you Amy ကျေးဇူးပါ to add this to the broadcast တော့ဒီမှာ listening skill share ကောင်းလာတယ်မမဟုတ်နော် thank you ဘယ်လိုဖြောက်လဲတော့ဟုတ်ပြီဆိုရှင်အကယ် IPA တင်တာအကြောင်းစိတ်ဝင်စားရဲဆိုလို့ရှိရင်လည်း IPA လို့ comment လုပ်ပေးဟုတ်ပြီတော့ကျွန်တော်တင်တာအကြောင်းလာပို့ပေးမယ်ကျွန်တော်ထင်မှာဟုတ်ပြီ so IPA က individual sounds 44 phonemes အဲ့ဒါကိုအဓိကသိဖို့လို့ဥပမာကျွန်တော်တို့အတန်တွေကမြန်မာလိုရှိတယ်သူတို့ကျွန်တော်မြန်မာလိုပြောတဲ့အချင်းရှိတဲ့သူတွေမှာလောက်တဲ့အချင်းတစ်ခုကဘာလဲဆိုရင်ကျွန်တော်အတန်ပိတ်တာအတန်ကိုတတ်တဲ့အချင်းဟုတ်ပြီနော်အတန်တတ်တာဘယ်လိုတတ်လဲဆိုလို့ရှိရင်အတန်တတ်တာဘယ်လိုတတ်လဲဆိုလို့ရှိရင်ကျွန်တော်အတတ်တွေအဲ့ဒါကြောင့်ဟုတ်ပြီနော်အတတ်အဲ့ဒီအတတ်တွေဟုတ်ပြီနော်ပတ်တဝတ်တနတ်ပါရရှိတယ်လေတတ်ဟုတ်ပြီနော်အဲ့ဒါဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်အတန်ကိုတတ်တော့ကျွန်တော်အဲ့လေချောင်းတပိတ်တယ်လေကဟုတ်ပြီနော်ဆိုပြီးတော့မှဟုတ်ပြီနော်
ဆိုလို့ရှိရင် my CAT cat ဆိုလို့ရှိရင် cat ဆိုပြီးတော့မှကျွန်တော်ပိတ်တယ်ဟုတ်ပြီနော်ဆို cat ဆိုလို့ရှိရင်ကျွန်တော်အင်္ဂလိပ်လို့ဆိုရှင် cat လေထားတယ် the plosiveness ဆုံးတယ်ဟုတ်ပြီနော် CAT ဟုတ်နော်ဒါကို IPA နဲ့ရေးမယ်ဆိုလို့ရှိရင်တော့ဒီမှာ CAT ကဟုတ်ပြီနော်ဆိုတော့ IPA သင်္ကေတ3ခုနဲ့ရေးတယ် IPA သင်္ကေတဒီကပါလဲဆိုလို့ရှိရင် IPA တည့်ရဆိုရင်တည့်ရလို့ရေးထားပါဟုတ်ပြီနော်ကျွန်တော်ပြန်လာကြည့်မယ်မသိသေးဘူးဆိုလို့ရှိရင်လည်းမသိသေးဘူးရေးတော့လိုက် okay so IPA ကိုဘာလို့ရေးကြည့်ဆိုအခုကျွန်တော်ချိတ်ဆက်ပြီးတော့မှရှင်းပြဖို့အခြေခံစစ်မှာ IPA လေးစအတန်ထွက်တစ်ခုချင်းစီဒါ phoneme လို့ခေါ်တယ်ပေါ့အင်္ဂလိပ်လို့ဆိုရှင် VHON NEME ဟုတ်ပြီနော် sorry for my ဒီမှာရှင်းဖို့ကောင်းမယ် phoneme က phone ဆိုတာအတန်ကျွန်တော်အတန် telephone away ကအတန်ဟုတ်ပြီနော် away ကနေဆက်တယ်ကျွန်တော် phone အတန်ကြားရဆိုရင် phone phoneme ကကျွန်တော်အတန်အဝအခြေခံကြားတဲ့အတန်တစ်ခုပေါ့နော်ဆိုတော့ဥပမာ CAT ဆိုလို့ရှိရင် phoneme 3ခုရှိတယ်ဟုတ်ပြီနော်ဒီ CAT cat ဆိုရေးတဲ့ဟာကိုကျွန်တော်တို့က EME နဲ့ APHEME grapheme ဆိုရှိရယ် phoneme ဆိုရှိရယ်ဟုတ်ပြီနော် phoneme ဆိုတာ grapheme ဆိုတာကဒီရုပ်လို့ပဲပြောရမှာပေါ့နော် okay graphic အဲ့ဒါလာတယ် grapheme ဆိုတာကကျွန်တော်တို့ C A T ဟုတ်နော်ဒီမှာ grapheme မှာလည်း3ခုရှိတယ် phoneme က CAT cat ဆိုတဲ့ဒီစလုံးမှာဟုတ်ပြီနော်ဆိုတော့အဖေတင်ကနာနဲ့ phoneme 3ခုရှိတယ်ဟုတ်ပြီနော်C A T ဆိုတဲ့ individual letter တစ်လုံးချင်းစီမှာကကျွန်တော် phoneme ဘယ်နှခုရှိတယ် C က E ဆိုတဲ့ phoneme နှစ်ခုနဲ့ပေါင်းထားတယ်ဟုတ်ပြီနော် A ကရေတော့တစ်လုံးနဲ့ဒီမှာလည်းအတန်နှစ်ပိုင်းရှိတယ်ဟုတ်ပြီနော် A ဆိုတဲ့ diphthong နှစ်ပိုင်းဆိုတာဟိုပေါင်းထားတာပေါ့နော်ဆိုတော့တစ်လုံးနဲ့ပဲသူတတစ်လုံးလို့ခေါ်တယ်ဒါပေမဲ့အတန်နှစ်ချမ်းပါတယ်ဟုတ်ပြီနော် D မှာလည်းအတန်အရာဆိုရင်နှစ်ခုရှိတယ်ဟုတ်ပြီနော် E ဆိုရှင် C A T cat မှာအတန်က phoneme ရဆိုရှင် C မှာနှလုံးရှိတယ် A မှာတစ်လုံးရှိတယ် T မှာနှလုံးရှိတယ်ဟုတ်ပြီနော်ဆိုရှင်အဲ့ phoneme ဆိုတာအဲ့ဒါဒါမြင်အောင်ပြလိုက်တာပေါ့နော်ဟုတ်ပြီနော်ဆိုရှင်ဒီ IPA မှာဒီ phoneme ဟိုရှိတယ်ဥပမာကျွန်တော်တို့ဒီမြန်မာမှာရှိတဲ့အတန်တွေတော်တော်များများ44လုံးမှာဇာတ်တော့ကျွန်တော်အခုတော့ဒီမှာမရှိတော့ပြတော့ကျွန်တော်ထပ်ပြန်ထွက်ပြီးပြန်ဝင်နေရမှာရှော့လို့ဆိုတော့ရှင် IPA လို့ဟို YouTube မှာပဲရှာကြည့်လိုက်ဟုတ်ပြီလို့တော်များ YouTube မှာရှာပြီးတော့မှနားထောင်တယ်လေ့ကျင့်တယ်မတိုးတက်လာဘူးဘာဖြစ်လို့လဲဆိုတာအဲ့ဒါတော့ကျွန်တော်ဒီအတန်ထွက်ရဲ့ဟိုနောက်တစ်ချက်ပေါ့နော်ဒုတိယတော့ချက်လို့ပြောရမယ်အတန်ထွက်လေ့ကျင့်ပြီဆိုလို့ရှိရင် feedback လို့တယ်သူပြမြန်မာအကြောင်းသားတွေအတွက်ကဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာလူငယ်ကလေးကအမှန်နဲ့အတန်နဲ့ကျင့်ပြီးတော့မှဆွဲနေခါကျတော့အဲ့ဒီအတန်မှန်တွေကိုကျွန်တော်တို့မကြားတော့ဘူးဟုတ်ပြီနော်အုံနောက်ကအတန်ခုတိပိတာအတန်တွေပဲလောက်တယ်အတန်မှန်တွေကိုကျွန်တော်မကြားတော့အဲ့ feedback ပေးတဲ့ process ပြန်လုပ်ရတယ်ဟုတ်ပြီနော် so feedback ပေးတဲ့ process ကတော့ဒုတိယတော့ချက်လို့ပြောရရတယ်ဟုတ်ပြီနော်ဒုတိယတော့ချက် feedback တော့တန်ထွက်ကိုတခြားရအောင် IP စနစ်ကိုတခြားရအောင်လုပ်ပြီးတော့မှတန်ထွက်မှန်ချင်တယ်ဆိုလို့ရှိရင်ဟုတ်ပြီနော်အဲ့ဒီ feedback လို့တယ်တော်တော်များများတော့ feedback လို့တယ် feedback မလို့ဘူးလို့ထင်နေတယ်ဆိုလို့ရှိရင်လည်း feedback တောင်းကြည့်ကိုကူညီပေးလို့ရတယ်ဆိုလို့ရှိရင်ကျွန်တော်တင်တာကတော့ကျွန်တော် feedback နဲ့လုပ်ပေးတယ်အခုကျွန်တော်ဒီ challenge မှာဆိုလို့ရှိရင်လည်း3 day challenge မှာဆိုလို့ရှိရင်လည်းဟိုနဲ့ feedback ပေးတယ်ဟုတ်ပြီနော်တခြားလေးကိုဟိုပြန်ခုလိုမျိုး zoom နဲ့ဆိုလို့ feedback ပေးတယ်ဆိုတော့ကိုအတန်ကိုပြန်ကြားမှကိုရဲ့ပါဇက်လို့ရှာဖို့တခြားပြန်မြင်မှပြင်လို့ရဟုတ်နော်ဆိုရှင်ဒီဟာလေးတွေက phoneme တွေကျွန်တော်မြန်မာမှာမရှိတာဥမာဆိုလို့ရှင်အဲ့
လေထောက်တဲ့ဥစ္စာကျွန်တော်မြန်မာမရှိဟုတ်နော်အဲ့ဒါမြန်မာတော်များနဲ့ပတ်သက်တဲ့စလုံးဆိုရင်ကျွန်တော်ဖီတန်ပေါက်သွားတယ်ဟုတ်နော်ဖြစ်လို့လေဖီကကျတော့အနည်းဆက်ဆုံးမလို့ဟုတ်နော် Facebook လေထောက်တဲ့ဟာကိုကျွန်တော် face ကလေမထွက်ဘူးဟုတ်နော် Facebook ပဲထွက်တယ်ဆိုရင် book ဆိုရင်နောက်ဆုံးတစ်လုံးက ဆိုတော့ process အတန်ထွက်ရတယ်လေဖောက်ထွက်ရတယ်အဲ့ဒါကိုလည်းကျွန်တော်တို့အတန်တတ်တဲ့အချင်းရှိတော့ boat ဒီမှာတတ်တာနဲ့ဟုတ်ပြီနော်အတန်နဲ့အတန်တော့တပ်လိုက်တယ်လေပိတ်သွားတယ်ဟုတ်ပြီနော်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်ဒီမှာအရေးကြီးတာတတိယအဆင့်မှာအရေးကြီးတာပေါ့နော်ဟုတ်ပြီနော်အဲ့မျိုးအတန်နောက်ဆုံးမှာဒါ common very common mistake ဟုတ်ပြီနော်နောက်ဆုံးမှာဘာဖြစ်လဲဆိုရင် linking and connected speech ဆိုရှိတယ်ကျွန်တော်စကားပြောမှာအင်္ဂလိပ်စကားပဲဖြစ်ဖြစ်ကျွန်တော်မြန်မာစကားမှတော့ရှိတယ်စကားဇက်လို့ခေါ်တယ်ဟုတ်ပြီနော်စကားပြောလို့ပြောတယ်ဟုတ်ပြီနော်ဆိုရင်စကားကိုစက်ပြီးတော့မှပြောတာတစ်လုံးချင်းစီစဒီအတိုင်းမပြောဟုတ်ပြီနော်စကားကိုစလုံးရေးစရေးတယ်ဟုတ်တယ်မလားစကားကိုဆိုရင်ဘယ်လိုပြောလဲစလုံးရေးစရေးတယ်ဒါလေးကိုတစ်ချက်စကားကိုကျွန်တော်တို့ပြောလို့ရေးတယ်ဒါပေမဲ့စကားပြောအတန်ထွက်လာလို့ရှိရင်စကားပြောဆိုတဲ့အတန်မျိုးဖြစ်သွားတယ်ဖြစ်လို့လဲအတန်နဲ့ပြောင်းကုန်တယ်ဟုတ်ပြီနော်ဆက်သွားတယ်ဒီကားကိုကတ်လို့ခြုံလိုက်တယ် reduction ဟုတ်ပြီနော်ဆိုတော့ဒီအတန်ဟိုဆိုတဲ့ဟာကလည်းဇဖြစ်သွားတယ်အတန်ပါလာတယ်ဟုတ်ပြီနော်ကျန်တာလည်းဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီကျွန်တော်တို့ရဲ့ဒီဟို linking ရဲ့သဘောတရားအရာပေါ့နော်မြန်မာလိုလဲဖြစ်တဲ့ဟို language ဆိုင်မှာဒါရှိတယ်အင်္ဂလိပ်မှာဆိုလို့ရှိရင်အဲ့ဒီ connected speech ဆိုတာကျွန်တော်စကားဆက်ပြီးပြောတဲ့အချိန်ကျတော့ဒီနောက်ဆုံးမှာခုနပြောတဲ့ book ကိုအဲ့ထွက်မဲ့ဟာကမထွက်ဘူးဆိုရှင်နောက်လာတဲ့တလုံးနဲ့ကျွန်တော်ဆက်လို့မရဟုတ်ပြီနော်ဒီမှာဒါကျွန်တော်အဆင့်ကြော်ပြီးပြောနေတာပေါ့နော်ဥပမာ pick it up ဆိုလို့ရှင် pick ဒီကလေထောက်ရတယ် ကလေထောက်ပြီးတော့မှဒီ it နဲ့ set ဟုတ်ပြီနော်ဆို pick it up pick it up ဆိုတော့ pick it up မပြောဘူးအားကြောင့်ကျွန်တော် pick it ဆိုတော့ကအတန်လေးဖြစ်ပြီးတော့မှအတန်ထွက်တယ်ကဘာမှမကြောက်ဖြစ်တာဟုတ်ပြီနော်ဆိုရှင် pick it up ကောက်လိုက်ပေါ့နော်အဲ့ပစ္စည်းကိုကောက်လိုက်လို့ပြောတာဆိုရှင်ကျွန်တော်ပြောချင်တဲ့ဟိုဟာသဘောတရားအဲ့ဒါဆိုတော့တလောင်းချင်းစီမှာအဲ့ဒီ for name တွေကိုပြီးအောင်မထွက်ဘူးမထုတ်ဘူးဆိုလို့ရှင်ဟုတ်ပြီနော်ဒီကဲတမ်းကျွန်တော်တို့စကားပြောကျင့်တဲ့အချိန် speaking ကျင့်တဲ့အချိန်မှာလီယူလေတိုင်းအထဲလို့မရဟုတ်ပြီနော်လီယူလေတိုင်းထဲလို့မရအောင်ထဲလိုက်ထောက်ကြီးဖြစ်နေတယ်ဘာမားနေမှမသိဘူးကွာအင်္ဂလိပ်စာလည်းလောက်ထိမညံ့ဘူးဟုတ်ပြီနော်ပြောအဲ့ဒါကျွန်တော်တို့ subtitle အလိုက်ရင်နားလဲတယ်ဆိုတော့ဖြစ်လို့လဲဆိုရင်အဲ့ဒါဟုတ်ပြီနော် listening မှာတအားဒုက္ခရောက်တယ် speaking မှာလည်းတအားဒုက္ခရောက်တယ်ဟုတ်ပြီနော်ပြီးရင် writing reading အဲ့ဒါကိုဆက်ပြီးတော့ကျင့်ရမယ်အပိုင်းမှာလို့ရှိရင်အတန်ထွက်ကဘာဖြစ်တယ်ကျွန်တော် vocabulary မှတ်တယ်ကျင့်တယ်ဆိုလို့ရှိရင်ဘာလုပ်ရလဲထွန်းနေကျွန်တော်မှတ်ရတယ်တက်ရတယ်အဲ့ဟာကြားမှာဟုတ်ပြီနော်ကျွန်တော်စိတ်ထဲမှာဒီစလုံးဆိုတာဘယ်လိုသိလဲကျွန်တော်အတန်နဲ့ပဲမှတ်ထားတာဟုတ်လားအတန်နဲ့မှတ်တယ်ပြီးလို့ရှိရင်အဲ့ဒီစလုံးပေါင်းနဲ့မှတ်တယ်ပေါ့နော်ကျွန်တော် visual memory ဆိုတာရှိတယ်အမေအကြီးကပဲအတန်နဲ့မှတ်တယ်ဟုတ်တယ်မအဲ့အတန်မှားနေတော့ကျွန်တော်ပြောတဲ့အချိန်မှာလည်းအတန်မှားတယ်အဲ့ဒါခါလေးတမပြောလိုက်လို့ရှိရင်ကျွန်တော်မကြောက်ဟုတ်ပြီနော်ဆိုလို့ရှိရင်ဒီ listening ကိုမကျင့်ရတာခက်တာမဖြစ်လို့ဆိုရှင်မတိုးတက်လာတာဟုတ်ပြီနော်သူပြင် IELTS ပြင်မဲ့သူတွေဆိုလို့ရှိရင်ဟိုကျွန်တော်ဆိုရှင် IELTS band 9ရအောင်ဖြစ်ခဲ့ပြီးတွေ့ကြုံရှိတယ်ဟုတ်ပြီ listening reading နှစ်ခုလုံး band 9 individual being writing speaking band အမြင့်ဆုံး 8.5 ပေါ့ဒါပေမဲ့ overall band 9ဆိုလို့ရှိရင်အဲ့ဒါဘာဖြစ်လို့လဲဆိုရှင်ဒီဥစ္စာတွေဟိုကျွန်တော်စအင်္ဂလိပ်စာလောက်ကြရတော့ကန်ကောင်းတာပေါ့နော်ဆိုအဲ့ဒီ IP ကိုတခြားတင်ပေးခဲ့တဲ့ဆရာရှိဆိုတော့ဒီပြန်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ခုနပြောနေတဲ့ဒီ for name မှာတစ်ခုချင်းစီကဘာကြောင့်ပြီးဖို့လို့လဲစကလုံးတွေတလုံးချင်းစီကဘာကြောင့်ပြီးဖို့လို့လဲဆိုတော့အဲ့တလုံးချင်းစီမှာကျွန်တော်ထောက်ရမယ့်အတန်တွေအကုန်လုံးမထွက်နေဘူးမားထွက်နေတယ်ဒါမှမဟုတ်အတန်တွေပျောက်နေတယ်ဆိုလို့ရှိရင်အဲ့ဒီဒုတိယတစ်ဆင့်တတိယတစ်ဆင့်မှာလောက်ရမယ့်ဟာတွေကဘလို့မှအဆင်မပြေတော့ဟုတ်မလားတော်တော်များဟိုကျင့်နေဆိုလို့ရှိရင် shadowing ကျင့်နေဆိုရင်ဒီအဆင့်မှာကျင့်တယ်ဟုတ်မလား
ဒီအစစ်နေမှာကျင့်တယ်ဒီအစစ်နေမှာကျင့်တယ်ဒါပေမဲ့ဒီတလုံးချင်းစီမှာ feedback လည်းမယူထားဘူးကိုဟိုကကြည့်ပြီးလက်ကျင့်ပြီးတော့မှကိုရတဲ့ထင်တော့ဟုတ်ပြီနော်ပြီးလို့ရှိရင်အဲ့ဒီ word stress တွေပါလဲမှန်နေဘူးဘာဖြစ်လို့ဆိုတော့ reduction မလုပ်တဲ့ word stress ကမထောက်တတ်ဘူးဟုတ်ပြီနော် reduction ဆိုတာဒီအတန်ချောက်လိုက်တာပေါ့နော်ဟုတ်ပြီနော်ဒီ short ဆိုတဲ့ဟာလေးတုံးပြီးတော့မှဆို stress မထည့်တတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တလုံးချင်းစီမှာမှားနေဆိုလို့ရှိရင်အဲ့ဒီတလုံးချင်းစီပြောထားတဲ့စာကြောင်းကျွန်တော်ဆက်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒါအဆင်မပြေတော့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်နောက်ဆုံးဒီ pausing pacing intonation ဆိုတဲ့အပိုင်းတွေရှိသေးတယ်ဟုတ်ပြီနော်ဒီ natural ချပြောတတ်ချင်တယ်ဆိုရှင်အဲ့ဒါတွေကဟိုဒီအောက်အဆင့်တွေမှာအဆင်မပြေထားဘူးဆိုလို့ရှိရင်အပေါ်အဆင့်တွေဘယ်လိုမှကျွန်တော်လေ့ကျင့်လို့မရအောင်အဆင်မပြေဘူးဟုတ်ပြီနော်အဲ့တော့အဲ့ဒီဟာတွေရှိဆိုတော့ဒီပထမအဆင့်မှာဆိုတာလေးချက်ပြပါမယ်ပထမအဆင့်မှာကျွန်တော်တို့မရှိတဲ့အတန်တွေကိုဒီချာလေးပြီးအောင်တလုံးချင်းစီပြီးအောင်ရှင်းလို့ရတယ်ပြောဆိုရှင် muscle is just a practice and memory muscle memory ဆိုရှိအဲ့တော့ဒီဥစ္စာတွေမှာကျွန်တော်မပြီးနေဘူးဟုတ်ပြီဒီနှစ်တန်းမြန်မာမှာမရှိဘူးဟုတ်ပြီနော်ဒီနှစ်တန်းလည်းတိကျမရှိဘူးကျွန်တော်သဆိုတော့ရှိတယ်ဒါပေမဲ့ထောက်တဲ့ပုံစံနဲ့တော့ထောက်လို့မရပါဘူးဆိုတော့လေပေါက်ဒီကွာလေပါတယ်ဒီကွာအတန်ပေါ့ဟုတ်ပြီနော်အဲ့တော့ think ဟုတ်ပြီနော် think ကလည်းဟိုမှာဒီ slow ကိုတစ်ချက်ကြည့်လိုက်မယ်ဆိုရင် THINK သူ့ကိုဟိုဟာနဲ့IPA နဲ့ပေါင်းမယ်ဆိုလို့ရှိရင်ဒါကဟုတ်ပြီနော် think ဒီဥစ္စာကိုရေးဖို့နေရာလေးတခြားဒီ think ကမြင်းဆောင်ထဲမှာဆိုရင် IPA လို့ပဲမှတ်ထားဟုတ်ပြီနော်အဲကြောင့်မလို့ဒီ နဲ့ဒါက K ဒါကတန်ထမတူဟုတ်ပြီနော်ဒါက sorry ဒါက K A က A နဲ့ပေါင်းတယ်ဟုတ်ပြီနော်သူရဲ့ဒီတလောက်ရဲ့အတန်ထွက်ကဒါဟုတ်ပြီနော်ဒီတလောက်ရဲ့အတန်က A ဟုတ်ပြီနော်ဆိုရှင်သင်္ကေတတူတဲ့အတန်မတူပေါ့နော်ဆိုတော့ဒါကစာletter အနေနဲ့ရေးတယ်ဒါကအတန်ထွက်တလုံးချင်းစီကိုပြအောင်ထွက်ရင် think ဟုတ်ပြီနော်ဒီစလုံးရဲ့အတန်ထွက်ကဒါ think ဆိုရှင်ဒါကျွန်တော်တို့ကဘယ်လိုထွက်လဲဆိုတော့ပိတ်ပြီးတော့ထွက်တယ် think ဒါမှမဟုတ် think ဆိုပြီးတော့မှဟုတ်ပြီနော်တီတန်လို့တီတန်လို့ဒီတန်လို့ဖြစ်သွားတယ်ဟုတ်ပြီနော်အဲ့ဒီအကုန်လုံးကဒီစလုံးအရာဆိုလို့ရှင်တော့မှားတယ်ဘာဖြစ်လို့ဆိုရှင်သူကလေထွက်ရတယ်ဒီတလုံးက frictive လို့ခေါ်တဲ့လေရှပ်ထွက်ရတဲ့အဲ့တော့ဒီတလုံးကိုစားပြုပြီဆိုလို့ရှင်ဒီ th က th ကိုစားပြုတာနှလုံးရှိတယ်ဟုတ်ပြီနော်ဟိုထိုနည်းတူပဲကျွန်တော်တို့ c ဆိုလို့ရှင်ခါလေးမှာ s အတန်နဲ့ထွက်တယ်ခါလေးမှာ c အတန်နဲ့ထွက်တယ်ဟုတ်တယ်မလားဥမာ PACIC Pacific ဟုတ်နော် Pacific ဒီ C ကဒီ C နဲ့အတန်မတူဒီမှာဒီ C ကဒါက C ဒါက fake ဟုတ်နော်ဆိုရှင်ဒီ C နှလုံးကအတန်မထွက်မတူဒီ C ကိုဒီမှာ C လို့ထွက်တယ်ဒီ C ကိုဒီမှာလို့ထွက်တယ် okay အဲကြောင့်လို့အင်္ဂလိပ်စာခက်တာဘာဖြစ်လို့ဆိုရှင်သူကအတန်ထွက်အတိုင်းတော့မထုတ်ဘူးရေးထားတဲ့အတိုင်းတော့အတန်မထွက်ဘူးဟုတ်နော်ရေးတော့အမှန်ဖတ်တော့အတန်မှလိုမျိုးပဲဘာလို့သူကဒီဘာသာပေါင်းဆောင်နေပြီးတော့မှဟို adopt လုပ်ထားတဲ့ဟာတွေဒါများတယ်ဥပမာပြင်သစ်တို့စသဖြင့် Greek Latin ဟုတ်ပြီနော်အဲ့ဒါတခုပါကောင်းလဲဆိုတော့ Greek Latin မှာသူ pattern လေးရှိတယ်ဟုတ်ပြီနော်ဒီ Pacific ဆိုလို့ရှိရင်anyways နောက်မှပြောရမယ်ဆိုရင် th မှာဆိုလို့ရှိရင်အဓိကပြောချင်တာဒီမှာ c မှာ s အတန်ရှိရယ် c အတန်ရှိတယ်ဟုတ်ပြီနော်ဆို soft နဲ့ hard like sound ပေါ့နော်ဒီ th မှာဆိုလို့ရှိရင်တော့နှစ်တန်ရှိရယ်ပြန်နှစ်တန်ကပါလဲဆိုလို့ရှိရင်အလုံးကအဲ့ဒီဆိုတဲ့လေထောက်တဲ့အတန်အလုံးကဆိုတဲ့အတန်ဟုတ်ပြီနော်ဒါအတန်ပါတယ်ဆို voice နဲ့ voice ပေါ့နော်ဒီဟိုရမယ်ဆိုလို့ရှိရင်ဆိုလို့ရှိရင်ဒီ th မှာအခုလောလောဆယ်ဟိုရနေဟာလေးကျွန်တော်လည်းချက်ရေးထားပြီနော်ဘာတွေရနေလဲဆိုတာ
ကြည့်နေတယ်လိုက်ပြီးတော့နားထောင်နေဆိုလို့ရှိရင်ဘယ်တော့ခုလောဆယ်တော့ဟိုမှာတော့ရဆိုကျွန်တော်ဒီ software နေတော့ဟိုဘယ်သူကြည့်နေတာပါမှန်းတော့မမြင်ရဘူးပေါ့နော်ဆိုတော့ comment လုပ်ပါမယ်ကျွန်တော်သိမှာဆိုတော့ဆိုတော့ comment လေးလုပ်ပေးပါဟိုမေးချင်တာလည်းမေးလို့ရတယ်ကျွန်တော်အတန်ထွက်ပြစေချင်တဲ့ဆိုလို့ရှိရင်ကျွန်တော်တခါတည်းဟိုအတန်တခါတည်းတင်ပေးလိုက်မယ် IP တခါတည်းတင်ပေးပြီးတော့မှအတန်ထွက်တခါတည်းတင်ပေးမယ်ဟုတ်ပြီနော်အတန်မှမထွက်တတ်ဘူးအတန်ထွက်မသိချားတယ်ဆိုလို့ရှိရဆိုရင် comment ထဲမှာမှတ်ထားပေးပါဟုတ်ပြီနော်ရနောက်တော့ကျွန်တော်လုပ်လို့ရှိတယ်အဲ့ဒီဟိုအလုံး20တို့ဘာလို့ comment ဖြစ်တဲ့အားလေးဆူပြီးတော့မှအခုကျွန်တော်အားပြန်လုပ်ဖြစ်ချင်တယ်ဆိုရှင်ကျွန်တော်အားချက်ကူညီပေးမသိတဲ့ဆလောင်းရှိတယ်ဆိုရှင်ကျွန်တော်မေးကျွန်တော်ခါလဲဒါမှမဟုတ်အတန်ဖျက်ပြစီချင်တဲ့စာကြောင်းလိုက်ကိုအတန်မှန်ဘယ်လိုထည့်ရလဲဆိုတာအချိန်လေးမှာဘယ်လိုအတန်မျိုးထည့်ရလဲဆိုတော့ကျွန်တော်ခါလဲဟောလို့ရတယ်ဟုတ်ပြီနော်အဓိကတော့ကျွန်တော်ဒီအဲ့ဟို9ချက်ကိုပြီးအောင်ရှင်းချင်တယ်ဒါပေမဲ့အချိန်ရပါတော့ thank you ကျေးဇူးပါကျွန်တော်မျိုး comment လေးနဲ့ကူညီပေးတဲ့အတွက်ကြောင့်မလို့ comment လေးလူစီချင်တယ် comment လေးပါ okay အဲ့ဒါမှလည်းကိုမေးလိုက်ပြီဆိုရှင်အများလေးရတယ်အတွက်ကြောင့်မလို့ကိုမှလည်းကုတူရတယ်ဟုတ်ပြီနော်ဆိုတော့အဲ့အတွက်ကြောင့်လည်းပါတယ် think မှာနှစ်တန်ရှိတယ်ဒါပထမတန်ကဒုတိယတန်ကဟုတ်ပြီနော်ဘယ်လိုကွာသွားလဲဆိုလို့ရှိရင် THINK နဲ့တော့တလုံးစာ THI this ဟုတ်ပြီနော်အမှန်တော့ this ဆိုလို့ရှိရင် this ဟုတ်တယ်မလားကျွန်တော်ကဘယ်လိုလုပ်လို့ရလဲ dictionary ဟုတ်ပြီနော် dictionary တစ်ခါလဲyou can see it here then THIS တခါလဲရှာလိုက်ဟုတ်ပြီနော်တခါလဲရှာတစ်ခါလဲအမှတ်မယ်ဆိုရင် dictionary ထဲမှာဒီမှာပါတယ် is this ဟုတ်ပြီနော်အဲ့ဒါက this မဟုတ်ဘူး this မဟုတ်ဘူးဆိုရတန်ပြင်းလို့ခေါ်တယ် this ဟုတ်ပြီနော်ဒီခုနရဲ့ think ဒါမှ thing ပေါ့နော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ငဟုတ်ပြီနော် ng နဲ့ဆောင်းပြီးဆိုရင် ng ကငါအတန်လို့ပဲမှတ်ထားလို့ရတယ်ဆိုလို့ရှိရင်ငါဆိုအဲ့ငါအပြည့်မဟုတ်ဘူးပထမဆုံးတစ်ပိုင်းဆိုရအတန်တော့ရှာနောက်မှထောက်ပြီးတော့မှနှာခေါင်းထဲကနေအတန်ထုတ်ဟုတ်ပြီနော်နောက်တစ်လုံးက think ဟုတ်ပြီနော်ဆိုရှင်အဲ့နှစ်ခုက this နဲ့ think ဟုတ်ပြီနော်တော့ဒီ this နဲ့ဒီ th ကဒီမှာ this လို့ထွက်တယ်ဒီ th ကဒီမှာလို့ထွက်တယ်အတန်မပါဘူးဆိုတော့ဘယ်လိုလုပ်သိလဲဘယ်လိုလုပ်မှမသိဘူးသူဟိုဟာဒါဖတ်ပါများမှတ်ပါများတော့မှပဲအဲဒါကြောင့်အတန်ထွက်ကိုတခါလဲစပြီးတော့မှတွဲမှတ်ပြီးတွဲလို့ဆိုတာအဲ့ဒါတွေဟိုစပြီးတော့မှ used to ဖြစ်ဖို့လို့ပေါ့နော်စပြီးတော့မှကိုကဟို join ဝင်နေဖို့လို့တယ်ဟုတ်ပြီနော်ဆိုရှင်ကျွန်တော်ခဏပြောချင်နေတာဒီမှာဒီတန်တွေကဟိုဟာမရှိဟိုကျွန်တော်မြန်မာလိုမရှိတော့အဲ့တန်တွေလေ့ကျင့်ရတယ်ဟုတ်ပြီနော်အဲ့တော့ဒီ ဆိုတဲ့အတန်ဒီ ဆိုတော့ကျွန်တော်အရင်ကဗီဒီယိုလုပ်ဖူးတယ်ဒီတန်ဒီတန်နဲ့ကိုကျွန်တော်တော်တော်များမှားကြတဲ့ဟာရှိဥမာ work တို့ပါတော့ဟုတ်ပြီနော်ဒီတန်ကလည်းအရေးကြီးရပါလို့အရေးကြီးရဆိုရှင်ပြအောင်မထွက်နိုင်ကျွန်တော်မြန်မာတော်များပြအောင်မထွက်နိုင်တဲ့အတန်မထွက်ကြတဲ့အတန်ပေါ့နော်မထွက်နိုင်ဘူးတော့မဟုတ်ပါဖြစ်ဆိုရင်ဒီတန် is the most natural sound ဟုတ်ပြီနော်မဖြစ်ဆိုရှင်ကျွန်တော်မြန်မာရှိပြီးသားအတန်ဒီအတန်ကနှာခေါင်းပိတ်ပြီးတော့ကျွန်တော်ဆို harm လိုက်လို့ရှင်ရတဲ့အတန်ပဲပါစပ်ဖွင့်လိုက်လို့ရှင်ထွက်တဲ့အတန်ပါစပ်ဖွင့်လိုက်ရတယ်လေချောင်းထဲမှာအတန်ဟုတ်ပြီနော်မဟုတ်ဘူးကျွန်တော်အဲ့ဒါဘာနဲ့မှားလဲဆိုလို့ရှင်ဥပမာကျွန်တော်တို့စလုံးတွေရှိတယ်မှားနေကြစလုံး word ဟုတ်ပြီနော်အော်ကျွန်တော်ဟိုokay ဒီစလုံးကအမှားဆုံးဆိုတော့သူ့နှစ်ခုဘယ်လိုမှားလဲဆိုရင်ကျွန်တော်တို့ဒါကို work လို့ထားမယ်စာ work နဲ့မထွက်ဘူးဟုတ်ပြီနော်ဒါအမှန်အဲ့ဒါကိုကျွန်တော်ဘယ်လိုမှားထွက်လဲဆိုတော့ WARK ဒါကဘယ်လိုထွက်လဲ walk ဟုတ်ပြီနော် walk ဘာဝWARK ဆိုရင်တော့ all ဆိုတော့တန်ရှည်နဲ့ထွက်တယ် walk ဟုတ်ပြီနော် L က silent WALK ကရေးထဲမှာပါတယ်ထွက်တဲ့ထဲမှာဒီသုံးတန်ပဲ walk ဟုတ်ပြီနော်
3တန်ပဲပါတယ်ဆိုရှင်ပြန်ကြည့်မယ်ဆိုရင်ဒီမှာဆိုတော့ကျွန်တော်ခုနဒါ short vowel ပေါ့နော်ဆိုဒီမှာဆိုရင်ဒီ or walk ဟုတ်ပြီနော်အမဟုတ်ကျွန်တော်ဒီ walk ဆိုတဲ့ walk နဲ့ရင်းရေးတယ် walk နဲ့ရင်းရေးတယ်ဟုတ်ပြီနော် W A R K ဆိုတဲ့အတန်မျိုး walk က walk ဟုတ်ပြီနော်ဆိုတော့ဒီဒါက R ဆိုတဲ့အတန်ဒီတလုံးကမြန်မာလိုဆိုရင်လို့အားရပါထွက်လို့ရတယ်ဟုတ်နော်အဲ့တလုံးမြန်မာမှာရှိကျွန်တော်ဇာလည်းဟာပဲဟုတ်ပြီနော်ဒီတလုံးကဟုတ်ပြီနော်ကျွန်တော်မြန်မာမှာအားလည်းရှိတယ်အော်အဲ့ကျွန်တော်မြန်မာမှာရှိတဲ့နှလုံးနဲ့ကျွန်တော်လဲပြီးထွက်ပြီးတော့မှဒီကတန်းဒီအတန်ကရှိတဲ့ဟာကိုကျွန်တော်မထွက်တတ်ဘူးဟုတ်ပြီနော်ဆိုရှင်ဥမာအဲ့ဒါထွက်တယ် girl ဟုတ်နော် L မင်္ဂလိအဲ့တော့ကျွန်တော်ဘယ်လိုထွက်လဲ girl လို့ထွက်တယ်ဘယ်လိုထွက်တယ်ဟုတ်ပြီနော် world ဟုတ်ပြီနော် bird တော့အဲ့တော့ bird လို့ထွက်တယ်ဟုတ်ပြီနော် wall ကိုကျွန်တော် wall ကိုကျွန်တော် wall လို့ထွက်တယ်ဟုတ်ပြီဆိုရှင်ကျွန်တော်မှားထွက်နေတဲ့ဟာတွေတော်တော်များများကအဲ့ဒီဟာနဲ့ထွက်နေတာဆိုရှင်တကယ်တမ်းဒီအတန်ကကျွန်တော်ထွက်လို့ရတယ်ကျင့်ဖို့တော့လိုတာပေါ့နော်အခုလိုမျိုးဟိုပြင်ပြီးတော့မှကျင့်ဖို့လိုတယ်ကိုမှားနေမှားမှန်းတော့သိဖို့လိုတယ်ဆိုအဲ့ဒါလေးတွေကကျွန်တော်တို့ individual IP စောင်းနေမှာအဲ့ဒါမှန်နေတဲ့ဟာတွေပေါ့နော်မမှန်နေတဲ့ဟာတွေဆိုရင်အဲ့ဒါအဆင်မပြေဘူးဆိုရှင်ကျွန်တော်ဒီဒုတိယတစ်ပိုင်းဒီ word stress မှာအဆင်မပြေဘူးဟုတ်ပြီနော် word stress မှာအခုမှဒီ photograph ဟုတ်လားဒါကျွန်တော်တို့ရေးဘယ်လိုရေးလဲဟိုလိုပဲရေးတယ်ဟုတ်တယ်မလားမားဘယ်လိုမားထွက်လဲ photograph လို့ပဲထွက်တယ်ဟုတ်တယ်နော် photograph ဒါပေမဲ့အေးလို့ပြအောင်ပြောမယ်ဆိုလို့ရှိရင်သူ့ရဲ့အတန်ဒီရှေ့မှာဖိတယ်ဆိုတာဒီမှာကြည့်လိုက်လို့ရှိရင် မှာအတန်ဖိထားတယ်ဆိုတာအဲ့မှာ stress ထည့်ထားတယ်ဟုတ်နော်photograph လို့ပြောတယ်ဟုတ်နော် Yeah, take a photograph for me တော့ဘာလဲ take a photo for me photo တွေ့အတူ photo မှာတော့မှကျွန်တော်တို့ photo လို့ပြောတယ်ဟုတ်နော် phone မှာပြီးတယ် to က photo ဟုတ်နော် photo မဟုတ်ဘူး photograph ဟုတ်နော် photograph ကျွန်တော်ခုနပြောတဲ့ reduction အတန်ကိုချုံလိုက်တယ်ဆိုတာလေခုနစကားကစကားဖြစ်သွားတယ်ဆိုတာဒီတဘောဟုတ်နော်ဒါကို schwa လို့ခေါ်တယ် schwa ဒီခခွေးလို့ရေးထားတဲ့ဟာလေးရဲ့နာမည်က schwa ဟုတ်နော်သူရဲ့အတန်ကကျွန်တော်အစီအဝေးဟုတ်ပြီအနီးအဝေးပြောရဲဆိုရင်အဲ့ဟုတ်နော် it's a full ဟုတ်နော်အဲ့ဒါကိုမှ word form ထပ်ပြောင်းပြီးဆိုရင်ဖြစ်သွားလဲ for သူရဲ့ဒီ noun photograph က noun ပဲ photography ဆိုတာအဲ့ဒီပညာပေါ့နော် graphy ထည့်လိုက်ပြီဆိုလို့ရှိရင်ဒီဟိုဓာတ်ပုံပညာလို့ပြောလို့ရတယ်ဆိုရှင်အဲ့ဒါကလည်း noun ပဲဒါပေမဲ့ဘာဖြစ်လဲ syllable ထပ်တိုးလာတဲ့အတွက်ကြောင့်မလို့သူရဲ့အတန်ဖြစ်ရဲ့နေရာပြောင်းသွားတယ်ဟုတ်ပြီနော်ဒီမှာဆိုရင် photo မဟုတ်တော့ဘူး photo ဖြစ်သွားတယ်ဟုတ်ပြီနော်ဆိုတော့အင်္ဂလိပ်လိုရေးရင်ဒါ TO က TO ပဲမပြောင်းဘူးဒါပေမဲ့ဖြစ်လဲ word form ပြောင်းသွားတဲ့အတွက်ကြောင့်မလို့ပြီး syllable ပို့လာတဲ့အတွက် syllable ဆိုတာဒီအတန်တစ်ခုချင်းစီ unit လေးတွေပေါ့နော်ဒီ unit မှာဆိုရင်ဒီ unit မှာဆိုရင် grab ပါတယ် fee ပါတယ်ဆိုရှင်ဒါ syllable ၄ခုရှိတယ်လို့ပြောလို့ရတယ်ဟုတ်ပြီနော် syllable ခွဲနည်းတွေကလည်းသူ pattern လေးရှိတယ်ဆိုတော့အဲ့ဒါကျွန်တော်တင်တန်းမှာတော့အကုန်လုံးထည့်ထားပေးတယ်ဒီအဲ့ဒါလည်းဟိုတင်ပြီးတော့ကျင့်ပြီးတော့ feedback ပြန်ယူရတဲ့ဟာမလို့ဟုတ်ပြီနော်အရေးကြီးတယ်ဆိုလို့ရှိရင်ဒီမှာ photography ဟုတ်ပြီနော် photography တန်ထောက်ကမတူ so photography ဟုတ်ပြီနော်ဒီလောက်မတူလို့ရှိရင်ဒီ word stress မတူဟုတ်ပြီနော်ဆိုအဲ့ဒါဆိုလို့ရှိရင်ဒီအဲ့ဒါလည်းကိုယ်သိဖို့လိုတာပေါ့နော်သိပြီးတော့မှလေ့ကျင့်ဖို့လိုတယ်ရနေဖို့လိုတယ်
အဲ့ဒါရပြီဆိုတော့ကျွန်တော်တတိယအဆင့်အနေနဲ့ပါသွားလို့ရတယ်ဆိုလို့ရှိရင်ဒီ linking ရဲ့ connected speech ဆိုတာသွားလို့ရတယ်ဟုတ်ပြီနော် so linking ရဲ့ connected speech ဒါ linking ဆိုတာ connected speech ကိုပြောတာပါပဲဒီပါပဲဟုတ်ပြီနော်ဆိုလို့ရှိရင် तू ကဒီစလုံးတစ်လုံးချင်းစီကိုကျွန်တော်တို့စကားပြောရှင်လုံးကိုဆက်ပြီးတော့မှပြောတယ်လုံးချင်းစီကိုမပြောဘူးဟုတ်တယ်မလားစကားပြောမှဆိုရင်ခုနစကားပြောမှဆိုလို့ရှိရင်ဟုတ်လားအဲ့ဒါကျွန်တော်တို့အဖြတ်လေးတွေပေါ့နော်စကားပြောမှဆိုလို့ရှိရင်အားလုံးစကားလုံးနဲ့အားလုံးကိုဆက်ပြီးတော့မှပြောတယ်ဟုတ်လားတလုံးချင်းစီဟိုမပြောဘူးအဲ့တော့ link ရမှာဆိုရင်ကျွန်တော်တို့စကားပြောဆိုခုနအဲ့ဒီဟာလေးကိုဆက်လိုက်တယ်ဆိုလို့ရှိရင်ဆက်ပုံဆက်နေရောပုံမူတည်ပြီးတော့မှဟုတ်လားခုနဒီ consonant တွေ vowel တွေပေါ့လေ44လုံးမှာ consonant နဲ့ vowel နဲ့အဲ့လိုမျိုးဟိုခွဲထားတဲ့နှစ်ခုပေါ့နော်ဆိုအတန်ကြီးပဲဆိုလို့ရှိရင် vowel အတန်ကိုကျွန်တော်တို့ထိခိုက်မှုရှိတယ်အရှာတွေဟိုအနေနဲ့ပြောင်းလိုက်တဲ့ပြီးတော့မှအတန်ပြောင်းပြီးတော့ထွက်လာတယ်ဆိုလို့ရှိရင် consonant ခေါ်တယ်ဟုတ်လား b နဲ့ thra ပေါ့နော်ဆိုရှင်ခုနပြောလို့မျိုး pick တလုံးနဲ့ it တလုံးနဲ့ up တလုံးနဲ့ဟုတ်ပြီနော်အဲ့တော့ဒါပေမဲ့ပြောလိုက်လို့ရှိရင်ဘယ်လိုပြောလဲဆို pick it up ကသုံးလုံးဟုတ်ပြီနော်ဒါပေမဲ့ဒီ linking လောက်လိုက်ပြီဆိုရှင် pick it up a ဆိုရှင်ဒီကဒီ I ရဲ့အတန်ထွက် a လေးနဲ့ဆက်တယ်ဟုတ်ပြီနော်ဒီနောက်ဆုံးတစ်လုံးအဲ့လေးကဒီဟုတ်နော် up ရဲ့ဒီရှေ့ကနဲ့ဆက်တယ်ဟုတ်နော်ဆိုရှင် a ဟုတ်နော် a ဟုတ်နော်မြင်အောင်ရေးမယ်ဆိုရင်အဲ့လိုရေးရတယ် pack it up pack it ဟုတ်နော် pack it up ဆိုရှင်အဲ့ဒီဟာက linking ဆိုရင် k နဲ့ a နဲ့ဆက်တယ်နဲ့ r နဲ့ဆက်တယ်ဟုတ်ပြီနော် good boy ဒီမှာဆိုလို့ရှိရင်ဟို training လောက်ခေါ်တယ်ဟုတ်ပြီနော် assembly လောက်လိုက်တယ်ပေါင်းလိုက်တယ်ဆိုတော့အဲ့ d ကပျောက်သွားပြီးတော့မှဒီ b ရဲ့အတန်ကိုပဲယူပြီးတော့မှ good boy ဟုတ်သွားတယ် d မဟုတ်တော့သူဟာရဲ့တလုံးချင်းစီပေါင်းမယ်ဆိုရင် g o d e ဟုတ်ပြီနော် good boy တလုံးချင်းစီလည်းပြီးမှရတယ်ဒါပေမဲ့ကျွန်တော်တို့ linking လုပ်ပြီးပြောပြီး fast speech ဆိုလည်းပြောတယ်ဟုတ်ပြီနော် fast speech ဆိုတာအမြန်ပြောတာ linking ကိုကျွန်တော်တို့ fast speech ဆိုလည်းခေါ်တယ်ဟုတ်ပြီနော်ဒါပြောအဲ့မှာပြောပြီးဆိုလို့ရှိရင်အဲ့လိုမျိုး link လောက်လိုက်ဆိုလို့ရှိရင်ဒါတမင်လောက်ယူတာမဟုတ်ဘူးကျွန်တော်ရဲ့အုံနောက်က energy trader တယ်ဟုတ်ပြီနော် energy trader ကဘာလုပ်လဲဆိုလို့ရှိရင်ဒီဟိုဟာလေးတွေကိုလောက်တယ်ဆိုလို့ရှိရင်အနည်းဆက်ဆုံးဒီမပင်ပန်းအောင်လို့ဟုတ်ပြီနော်ကျွန်တော်ခုနကစကပြောဆိုတာစနဲ့ဇာဖြစ်သွားတယ်အဲ့ဒီဘောတရားပြီးဆိုအကောင်တော့အတန်ပါခါကျွန်တော်အဲ့ဒါလေးတွေကတက်တက်ကြီးသွားပြီးတော့မှအတန်လေကြီးလုံနေရမယ်တော့ဘာလို့မလောက်တော့ဘူးတခါတည်းအတန်ပါသွားဟုတ်ပြီနော်ဟိုမှာ ED ထဲတဲ့တခါကျချင်းအတန်ထွက်တယ်ဟုတ်ပြီနော် ED ထဲပေမဲ့အတန်ထွက်တယ် S ပေါင်းပေမဲ့ကျွန်တော် Z အတန်ထွက်တယ်ဟုတ်ပြီနော်အဲ့လေးရဲ့တဘောပဲဟုတ်ပြီနော်အဲ့ဒါလေးတွေကကျွန်တော်ဟိုအတန်ထွက်ရဲ့ twin chat တွေပေါ့နော် twin chat တွေနောက်အဲ့ဒါဆိုတာသူရဲ့ဒီစီမီစီကန်းလေးတွေပေါ့နော်ဥပမာအဲ့ကျွန်တော်မထည့်တော့ဘူးလို့ဆိုဟိုဒါကြတော့မှဆိုအသေးစိတ်ဒါကြီးဟိုရောက်သွားလို့ရှိရင်ဟုတ်လားဆိုတော့ဒီမှာဆို I agree ဆိုလို့ရှိရင်လည်း I agree ဆိုရင်ဒီ yeah တန်လေးပို့လာတယ်ဟုတ်မလားအဲ့ဒါကဒီမှာ intrusion လို့ခေါ်တယ်တော့ဒီ linking connect switch မှာဒီ linking လုပ်တဲ့အမျိုးအစားလေးတွေပေါ့နော် simulation ဆိုပေါင်းလိုက်တယ်ခုန good boy ဒါမှမဟုတ်ဒီ pick it up အဲ့ဒီ usually မပေါင်းတာမလို့ဆို consonant and vowel နဲ့ပေါင်းတယ်ဒီမှာဆိုလို့ရှိရင်ဒီ consonant နဲ့လုံးဝပေါင်းတယ်ဟုတ်မလားဆိုရင်ဒီ cc ဆို consonant ပေါင်းသွားတယ်ပြီးလို့ရှိရင်သူကဟိုလောက်လိုက်တယ် elision ပေါင်းပြီးတော့မှတလုံးထဲဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဟိုတလုံးပြုတ်သွားတဲ့သဘောတရားပေါ့နော်အဲ့လိုဖြစ်တယ်ဒီမှာ I agree ဆိုလို့ရှိရင်ဒီ yeah လေးက intrude လောက်လာတယ်ပို့လာတယ်ဟုတ်ပြီနော် so I agree ဆို I agree ဆိုပြောလို့ရှိရင်ထပ်ထောက်ကြည့်ဟုတ်ပြီနော် I ရှားတက်လာတဲ့တူတူကိုသူကအရာအတန်လေးထည့်လိုက်တယ် so I agree with you နော်ဆိုလို့ရှိရင် did you ပါဆိုလို့ရှိရင် did you ဆိုလို့ရှိရင် did you ဆိုလို့ရှိရင်နည်းနည်းနားထောင်ရတာ
ပြောရတာလည်းထောက်တယ် did you ဆိုရှင်အဲ့ချက်အတန်လေးပို့လာတာဟုတ်လားအဲ့ဒါလေးကဒီ intrusion လို့ခေါ်တယ်ဟုတ်ပြီနော် next please ဆိုတာဆိုလို့ရှိရင် elision ဒီမှာဆိုရှင် next အဲ့အတန်ထွက်မှန်ဆိုလို့ရှိရင်ကျွန်တော် next လို့ပြောနေတာဟုတ်လား next ဆိုတော့ဒီ consonant cluster အတွဲလေး3ခုရှိတယ်ဟုတ်လားအဲ့ဒါကိုဒီနဲ့ထပ်ပေါင်းလို့ရှိရင်အဲ့လည်းတော့လေထုတ်ရတယ်ဟုတ်ပြီနော်အဲ့တော့ဒီဥစ္စာကြီးကိုတက်ကြီးအဲ့ဒီကိုထည့်ထွက်နေဖို့ထပ်ပြီးလေထုတ်နေဖို့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဆိုလည်းလေထွက်ရတယ်အဲ့ဆိုလည်း explosive plosive လေထုတ်ရတယ်ဟုတ်ပြီနော်အဲ့ဆိုရှင်လည်းလေထုတ်ရတဲ့အတွက်ကြောင့်မလို့ဟိုဖြစ်တဲ့ဟာတွေအကုန်လုံးကိုပေါင်းလိုက်ပြီးတော့မှ next please ဆိုရှင်အဲ့ပဲထည့်ထားတယ်ဟုတ်ပြီနော်ကြံတော့တယ်ပေါ့နော်အဲ့မှာဟိုကြံတဲ့ဟာလေးတွေကပြုတ်အဲ့လေးကပြုတ်သွားတယ်ဟုတ်နော်ဒီလေးကပြုတ်သွားတယ်ဘာလို့ဆိုဒီမှာ t ပါတယ်ဟိုထွက်ရတယ်ဒါပေမဲ့ဘာဖြစ်လဲအလုံးနဲ့ဆိုရင် next ဟုတ်နော်သူရတန်ထွက်ရဒီလို next ဟုတ်နော်ဆိုတော့အဲ့ဒါလေးကဘာဖြစ်လို့ဆိုရှင်ဒီနောက်မှာလာတဲ့ဒီနဲ့ထပ်ပေါင်းရတဲ့အတွက်ကြောင့်မလို့တအားတွေရှုပ်ကုန်လို့ရှင်နဲ့လိုအပ်ပဲနဲ့စနေပို့တယ်ဟိုဒီတိုင်းပြောလဲနားလည်နေတဲ့ဟာဆိုရင်သူပေါင်းပလိုက်တယ် next please ဆိုရှင် context မှာဆိုရင် not တယောက်ကိုခေါ်တာပေါ့နားနဲ့လဲရောက်ပြီနော်ဆိုတဲ့ပုံစံမျိုးဟုတ်ပြီနော်ဆိုရှင်အဲ့ဒါတွေကဒီ linking နဲ့ kinetic speech ကိုလေ့လာပြီးဆိုလို့ရှင်အဲ့ဒီ rules and regulations တွေရှိတယ်ဟုတ်လားဆိုအဲ့ဒါကကျွန်တော်တို့ကြားနေကြမရှိဘူးဆိုရှင်အဲ့ rules တွေတခြားကြည့်ပြီးတော့မှအော်ဒီနေရာမှာဒါကြောင့်သူကဒီအတန်ပြုတ်သွားတာကိုဒီနေရာမှာဒါကြောင့်ဒါအပြည့်မထွက်တာကိုဆိုပြီးသိသွားပြီဆိုရှင် listening ကအများကြီးတိုးတက်လာတယ်ဟုတ်ပြီနော်ဒီပထမတစ်ဆင့်ပြီးရင်ကိုပဲကျွန်တော် feedback ဟိုတင်နာမှာဆိုလို့ရှင်6ပတ်တင်နာ6ပတ်ဆိုတာဒီအထီကိုတခြားလေးလောက်နဲ့6ပတ်အတွင်းပြီးအောင်ဒါတော့ကိုယ့်အကိုဗီဒီယိုနဲ့လေ့ကျင့်တဲ့အတွက်ပေါ့နော်ဒီအခုဆိုရင်ကျွန်တော်၄ပတ်တင်နာဖွင့်မယ် zoom တင်နာပေါ့နော်ဆိုအဲ့အတွက်ကိုစိတ်ဝင်စားဆိုရှင် IP ရမှတ်ထားပေးတင်နာနေပြီးတော့ team နေပြီးတော့လာပြီးတော့မှ message ပို့ပေးမယ်တင်နာအကြောင်းဟုတ်ပြီနော်ဟိုဒါမှကျွန်တော်ချက်ပေါက်ကို IP လို့ပို့ပေးလိုက်ရတယ်တင်နာအကြောင်းရှင်းပြပေးလိမ့်မယ်ဟုတ်ပြီနော်ဆိုရှင်ဒီ၄ပတ်ထက်နဲ့ဒီအထိရအောင်တခြားလုပ်လို့ရဒီစီရသွားပြီဆိုရှင်ကိုအင်္ဂလိပ်စာ level ပုံမူတည်ပြီးတော့မှဒါတွေလည်းပါတာပေါ့နော်ဆိုတော့ဒီဥစ္စာကတော့ကိုအင်္ဂလိပ်စာ level ပုံမူတည်ပြီးတော့မှပဲ speaking ကျင့်တဲ့ချိန်မှာပဲကိုကတခြားလေးကျင့်လို့ရမှာကို level ကဟိုမှာ B1 လောက်အနည်းဆုံးရှိဖို့လိုတယ်ဒါလေးတွေစကျင့်ဖို့ဟုတ်ပြီနော်နောက်မှာဘာဖြစ်ဆိုရင်ကိုကဟို language level တစ်ခုမှရှိတဲ့အတွက်ကြောင့်မလို့ကိုပြောချင်တာကိုတခြားနားလည်ပြီးတော့မှကိုကဒီ emotion ဟို live modulate လုပ်လို့ရတာပေါ့နော်အတန်နဲ့ဟုတ်ပြီနော်ဆိုရှင်ဒီမှာဆိုရှင် tone နေကျွန်တော်ဟိုfalling tone rising tone ပြီး rise fall ပြီး fall rise အဲ့ဒီကျွန်တော်အသေးစိတ်တော့မသွားတော့ဒါပေမဲ့ဒီမှာအကြံပြုတော့ကျွန်တော်ရှင်းပြမယ်ဟုတ်ပြီနော်ဆိုရှင် level 3 BB ဆိုတော့မှကျွန်တော် level 4မှာဒီ sentence stress နဲ့ reduction ကိုတခြားလေးစပြီးတော့မှကျင့်လို့ရတာဘာဖြစ်လို့ဆိုရှင် linking ရဲ့ဒီ syllable ရဲ့မှာကဒီ syllable မှာလည်းကျွန်တော်တို့ reduction ပါတယ်ခုနကကျွန်တော်ပြောတဲ့ဒီဆိုတဲ့ဟာလေးဟိုမှာဒီမှာဆိုရင် TO ကဒီမှာဆိုရင် tall လို့ထွက်တယ်ဒီမှာကျတော့ tall လို့ပဲထွက်တယ်ဟုတ်ပါတော့ကွာလေအဲ့လို stress ပေါ်မူဒီပြအဲ့ဒါကွာသွားတာတခုဖိပြီးဆိုရင်ကျန်တခုဖော့ပေးရဆိုသူ့ရဲ့ဒီ silver stress ဖိထားတဲ့ silver ရဲ့ရှေ့နောက်ဟုတ်ပြီနော်ဟာဒီကောင်ကပေါ့သွားတယ်တဘောကဆိုရှင်အဲ့ဒါလေးတွေကဒီကျွန်တော်အားကြောင့်မို့ဒီဟိုsinus stress ကျင့်မယ်ဆိုလို့ရှိရင်ဒီ word stress ကလုံးဝမပိုင်လို့မရဘူးဟိုမရထားလို့မရဘူးပေါ့နော်ကျွန်တော်ဒီ word stress မှာရင်ဒီ sinus stress ကဘယ်လိုမှထည့်လို့မရအောင် sinus stress ဆိုတာဟိုမှာပေါ့နော်ဒီ content words တွေကို stress လုပ်တယ်ဆိုတော့အကြောင်းတစ်ကြောင်းမှာဆိုရှင် grammar အရာထည့်ထားတဲ့ဟိုမှာ tenses တွေပါတယ်အရာhelping verb တို့ပါတော့ဟုတ်ပြီနော် preposition တို့အဲ့ဒီ article တို့အဲ့ဒီအကုန်လုံးကဒီfunction လို့ခေါ်တဲ့ grammar အရာကျွန်တော်ထည့်ထားတဲ့လုံးတွေပေါ့နော်အဲ့ဒီကိုကျွန်တော်ချုံလို့ရတယ် reduction လို့ခေါ်တယ်ဟုတ်မလား reduce လုပ်လိုက်တယ်အဲ့ဒီဟာကိုဟိုမှာဒီ shop yesterday ဒီက I was at the shop yesterday မနေ့ကဆိုင်မှာဒီနေတဲ့ဆိုင်သွားတယ်ဆိုတော့ message ကိုပဲပေးချတာဟုတ်ပြီနော်အဲ့ဒီဟာကဒီမှာကြည့် reduction လောက်ထားတယ်မလောက်ထားတာဟုတ်ပြီနော် shop yesterday ဒီမှာဆိုရင် I was at the shop yesterday ဟုတ်ပြီနော်အဲ့ဒီအကုန်လုံးက oops ဒီကနဖောင်းထားမယ်နေမှာဆိုဒီ show နေမှာဆိုရှင်ဒီမှာကြည့်ဒီနှစ်ကြောင်းအပါကွာလဲဆိုရှင်
ကကျွန်တော်ရေးထားရင်ဒီတိုင်းပဲရေးထားတယ်ဟုတ်ပြီနော်ဒါပေမဲ့စကားပြောနဲ့ကျွန်တော်စာဖတ်တယ်လို့ဖတ်ရင်ကျွန်တော်အလုံးတိုင်းကိုကျွန်တော်အပြည့်ဖတ်တယ်ဆိုလို့ရှိရင်ဒီအောက်ကအတန်ဟုတ်ပြီနော် I was the shop yes the a yesterday ဟုတ်ပြီနော်ဆိုရှင်အကောင်လုံးကိုအတန်အပြည့် stress ထည့်ပြီးတော့မှပြောတယ်ကျွန်တော်မြန်မာတွေပြောလို့ပါမြန်မာတွေဟိုအင်္ဂလိပ်လိုပြောလို့ရှိရင်အတောင်လိုက်ကြီးတောင်ကြီးပြီးလို့ရှိရင် flat tone ဆိုတာဖြစ်ဆိုအကောင်လုံးကိုကျွန်တော်တို့ကဟိုပြောရတယ်ထင်လို့ဆိုကျွန်တော် reduce လုပ်ဖို့လိုတဲ့ဟာလေးရှိအတန်ဖော့ဖို့လိုတဲ့ဟာလေးရှိဟုတ်ပြီဒီပေါ်တကြားမှာလို့ဆိုရင်ကျွန်တော်ဖော့ထားတာဟုတ်ပြီနော်ဥပမာကျွန်တော် brother ဆိုရင် brother father mother brother ဆိုအကောင်နောက်ဆုံးတစ်လုံးကိုကျွန်တော်ကဒီနေ့မဒါမဟုတ်ဘူး the ဘာအရဆိုလို့ရှိရင်accent အရအဲ့ဒီနောက်အကောင်ဝင့်အရှိနဲ့ပြောရရှင် Australian ဆိုလို့ရှိရင် my brother ဟုတ်လားဒါဆိုတော့အဲ့ဒါကိုမြန်မာလိုပြောတယ်မြန်မာတန်းစပေမဲ့တော်တော်များက brother where's the brother where's the brother so brother လို့မပြောဘူး brother ဒီနဲ့ပြောတယ်ဟုတ်နော်ဒီမှာဆိုရင် the I was at the shop yesterday အခုကျွန်တော်အတန်နားထောင်ကြည့် I was at the shop yesterday I was at the shop I was at the ကလုံးဝကိုလုံးပြီးတော့မှအရန်ကြီးမချဲဘူး the shop မှာကျွန်တော်အတန်တိချာလေးထွက်လာတယ် yesterday ဟုတ်ပြီနော်ဒီမှာဆိုရင် I was at the shop yesterday I was at the shop yesterday ကကျွန်တော်အလုံးတိုင်းကိုအပြည့်ပြောတယ်ဒီပြောမှဆိုရင်အဲ့လိုမပြောဘူးကျွန်တော်ဒါလေးတွေကိုထုံးလိုက်တယ် I was at the shop I was at the shop ဒီမှာဘာလဲဆိုဒီ I ကိုသူကပြထားတယ်တူလို့ I ဟုတ်ပြီနော်အကျဲအပြည့်ပြောတယ်မစကပြောမှဆိုရင်ဒီလိုပဲပြောတာ I was at the shop yesterday yesterday ဆိုတာပဲတေချာလေးကြားတယ် I was at the ကရဲကိုမ train ထားဘူးဆိုရင်ဒီဥစ္စာကိုကျွန်တော်တို့မကြားဘူးဘာဖြစ်ဆိုရင်ကျွန်တော်တို့ကြားဖို့ဆိုရင် I was at the shop yesterday ဟုတ်နော် yesterday ဆိုလို့ရှိရင်ကျွန်တော်ပြောတယ် yesterday ဆိုတဲ့ကိုလည်းကျွန်တော်အကြည့်ပြောတာဟုတ်တယ်မလား yes yes နဲ့ day ကအပြည့် day ကပေါ်လေ yesterday ဟုတ်နော် yesterday မဟုတ်ဘူး yesterday ကအပြည့်ပြောတယ်အကောင်လုံးဘုံထားမှာမပါ stress ထည့်အဲ့လိုဖြစ်လို့မရ stress ထည့်ရင်တစ်လုံးကိုပဲအဒီက primary stress ကိုခေါ်တာပေါ့နော်တချို့ဟိုဟာ syllable 3ခု4ခုထပ်ပို့သွား3ခုထပ်ပို့သွား4ခုလောက်ရှိတယ်4ခုထပ်ပို့တယ်ဆိုရင် the secondary stress ဆိုတဲ့ဟာလေဒီအောက်မှာနာမည်ရေးတဲ့ဟာလေးရှိဟုတ်လားအဓိကလည်း primary stress ကိုတခြားလေးထည့်တတ်ဖို့လိုတယ်အဲ့ဒါဟာကိုဒီ level 2မှာတခြားထည့်ထားအဲ့ဒါဘာဖြစ်ဆိုရှင် dictionary ကြည့်လိုက်လို့ရှင်အကုန်လုံးသူရေးထားပေးတယ်ဟုတ်မလား dictionary ပြန်သွားကြည့်မယ်ဆိုလို့ရှင် syllable stress ANALY ဟုတ်နော် analysis ကိုကြည့်ကြည့်ဒီက ANA အနှလုံးကနာမတူ analysis ဟုတ်နော် analysis မဟုတ်ဘူး analysis နဲ့မှာဖြစ်တယ်ဟုတ်နော်သူရဲ့ adjective analytical ဖြစ်သွားပြီဆိုရင်တော့ဖြစ်သွားလဲ name ဟုတ်တော့ဘူး and ဖြစ်သွားတယ် lytical မှာဖြစ်ထားတယ် analytical ဟုတ်ပြီဒီမှာဆိုရင် second stress ဒီ stress ကအိမ်မှာ comma လိုဟာလေးနဲ့အဲ့ air ရဲ့ shape မှာထည့်ထားဟုတ်ပြီနော်ဆိုရှင်အဲ့ဒါကဟိုsyllable လက်ခွဲထားတယ် stress လက်ခွဲထားတယ်ဟုတ်ပြီဆိုရှင်ကိုစလုံးရှာလိုက်တဲ့စလုံးကကိုအတန် trap လို့မှတ်မလဲဆိုရင်အဲ့ဒါတွေမသိရင် IP တလုံးချင်းစီကိုပြအောင်မထွက်နိုင်ဘူးဒါမှမဟုတ် stress ကဘယ်မှာထည့်ထားလဲကိုမသိဘူးဆိုရင်ကိုကအတန် trap ကိုတခြားမှတ်လို့မရအောင်ပြအောင်မှတ်လို့မရအောင် vocabulary ချက်လဲလကားပဲလကားပဲဆိုတာတဲ့ကိုအတိတ်ပဲသိမယ်ဟုတ်မလားဒါပေမဲ့အဲ့အတန် trap နဲ့ဟိုအတန် trap မှန်ကိုကိုမသိဘူးဆိုရင်အဲ့စလုံးကိုကိုတခြားမှတ်လို့မရဘူးဖြစ်ဆိုရှင်ကိုအတန် trap မှာမှတ်တာမှားသွားပြီဟုတ်ပြီနော်ဆိုလို့ရှိရင်ဘယ်လိုလုပ်ဖို့လုပ်လဲဟုတ်ပြီနော်ဆိုတာ level 4ဆိုရှင်အဲ့ဒါကြောင့်မလို့ဒီ IP အခြေခံဒီအနည်းဆုံးဒီနှစ်ခုကိုတခြားမရနိုင်ဘူးဆိုလို့ရှိရင်ဂျန်တဲ့အပိုင်းနေဒီ fluent ဖြစ်ဖို့အတွက်ဟုတ်နော် fluent
ကျွန်တော်မြန်မာလိုပြောရင် fluency လို့ပြောတယ် fluency ဟုတ်ကဲ့နော်ဘာဖြစ်လို့အဲ့ဒါလေးတွေက P-pop မှန်ဘူးဆိုရှင်ကျွန်တော် sentence ပြောရချင်မှာ rhythm နဲ့အဆင်ပြေတော့ဥပမာဟိုအဖြူဟိုမှာကိုပီဆိုတော်တော်လေးအဆင်ပြေတယ်သူမြန်မာစကားဟုတ်ပြီနော်နောက်ဆရာတရားနှစ်ယောက်လာမှရှိတယ်သူတို့ကတော်တော်လေးနားထောင်ရတာတအားထောက်တယ်ဖြစ်လို့ဆိုရှင်မြန်မာလို stress မထည့်ထားသူတို့ရဲ့ဒီ first language က stress time ဖြစ်နေခါကျတော့တော်တော်များများသူတို့ stress ထည့်ထားတယ်ဟုတ်ပြီနော်ဥပမာမြန်မာဆိုရင်ကျွန်တော်တို့ခုလုံး flat tone နဲ့ပြောတယ်ဒါပေမဲ့တော်တော်များများပြောတယ်မြန်မာလို့ပြောတယ်ဟုတ်ပြီနော်ရန်ကုန်ဆိုရင်ရန်ကုန်တခုတော့အနေတော့တန်တခုတက်ပူလာပြီဆိုရင်နှစ်ခုရှိရဆိုရင်တခုကိုဖိရတယ် stress ကဟုတ်မလားဆိုအဲ့ကျင်းရှိနေခါကျတော့ဥပမာမြန်မာလိုဖိဖို့မလိုတဲ့ဟာတွေကိုဖိပြီးတော့မှပြောတယ်ဟုတ်တယ်မလားပြောတယ်ဆိုလည်းပြောတယ်ဆိုတဲ့အဲမှာတော့ပြောမှ stress ထည့်ထားတယ်တဘောဆိုရှင်အဲ့ဒီဟိုဟာပေါ့နော် stress ကကျွန်တော်အဲ့ဒီ level နှစ်ခုတခြားမရနိုင်ဘူးဆိုရင်ဘယ်လိုမှကျင့်လို့မရအောင်မှန်အောင်ဘယ်လိုမှကျင့်လို့မရအောင်ဟုတ်ပြီနော်အနည်းဆုံးဒီနှစ်ဆင့်ကအဆင်ပြေမှာဒီ connected speech နဲ့ဘာလို့ဆိုတော့ဒီမှာ individual sound နဲ့ cross ပြောအပိတ်တွေမှာပြုတ်နေတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဆက်လို့မရဘူးဟုတ်ပြီနော်ပြီးလို့ရှိရင်ဆက်ပြီးပြောရချင်းမှာ stress ကအဆင်မပြေနေဘူးဆိုလို့ရှိရင်လည်းကျွန်တော်ဆက်ပြီးပြောရချင်းမှာတအားထောက်တယ်ပြောလို့ဘယ်လိုမှအဆင်မပြေဟုတ်ပြီနော်အော်ဒီနှစ်ခုနဲ့ဆက်မရနိုင်ဒီ3နဲ့4နဲ့ဘယ်လိုမှကျင့်လို့မရဘူး5ဆိုရင်တော့ဝေလာဝေးဖြစ်လို့ဆိုရင်အဲ pausing နဲ့ pacing တွေကျွန်တော်ထည့်ရဘယ်လိုမှ natural မကြောက်အော်ဒီနှစ်ဆင့်ကဒါအရေးကြီးတယ်ဒီနှစ်ဆင့်မရဘူးဆိုရင်ကျွန်တော်အပိုင်းတွေကျွန်တော် shadow နဲ့ကျင့်တယ်ကျွန်တော်ထိအောင်မရှိဟုတ်ပြီနော်တော်တော်များများတက်ပြောရမှာချင်းချက်တော့ရှိနေမယ်ဟိုတော်တော်များတော့ဒီကျွန်တော်ဒီမြန်မာလိုအတန်နဲ့မြန်မာတောင်ပဲနားရီမြန်မာလိုမြန်မာမှုပြထားတဲ့အတန်တွေပဲဟိုနားရီဝါနေခါကြတော့မှန်တယ်ကျွန်တော်မကြားတော့ဘာဖြစ်လို့ကျွန်တော်တက်မလို့အပူတော့မြင်ရကြတဲ့ဒီ10နှစ်ကျော်လောက်ကျွန်တော်ကြောက်တက်ခဲ့တဲ့အတွက်ဟိုအားကြောင့်ကျွန်တော်ဟို7တန်းပြီးမှအခု7တန်းပြီးမှအင်္ဂလိပ်စာလုံးမယ်ဆိုလို့ရှိရင်ဒီအဆင့်ကိုတခြားပြန်တည်ဆောက်ဖို့လို့တကယ် this is a တော့ချက်ပဲအဓိကတော့ချက်ဟုတ်လားအဲ့ဒါကျွန်တော်တော့ချက်ကိုပြောထားတာဆိုရှင်ဒီ5ဆင့်ပေါ့နော်ဆိုတော့ pausing pacing ကိုကျွန်တော်နည်းနည်းတွားလိုက်မယ် pausing pacing မှာဒီကျွန်တော်တို့ဟိုဟာဟုတ်လား pausing pacing ဆိုတာပြောဆို pausing ဆိုတာရလိုက်တယ်အခုကျွန်တော်လုံးနေတယ်လို့မျိုးဘိုင်းပြီးမှဘိုင်းကိုနားလဲလွယ်အောင်ဒီကျွန်တော်ဆက်ပြောလိုက်မယ်ဆိုလို့ရှိရင်ဘယ်ဘိုင်းမှာဖြတ်ပေးရမလဲဆိုမသိဘူးဆိုရှင်အုံနောက်ကနားထောင်တဲ့သူမှာအဓိကဘာပြောချင်လဲဆိုတော့ machine တော့ဘာဖြစ်လဲကိုက pause လုပ်ပေးရတယ်တပိုင်းစီဖြတ်ပြီးတော့မှာကို message က you have to know what you really want to communicate what you want your audience to understand so that you can pause different different phrasing or thought grouping လို့ခေါ်တယ်ဟုတ်နော်ဆိုရှင်အဲ့မျိုးနေရာလေးတွေမှာကိုကဖြတ်ပြီးတော့မှ pause လုပ်ပြီးတော့မှ pace လုပ်ပေးရတယ် pace ဆိုတာလည်းမျိုးဟောမေးတာပေါ့နော်ဒီနေရာမှာခဏရှက်မယ်နောက်တစ်ပိုင်းကိုပြန်စဉ်းစားလို့ရှိရင်ဒီကနေစတယ်အခုကျွန်တော်ပြောမယ့်အပိုင်းကဒီတစ်ပိုင်းလေးဒီတစ်ပိုင်းကိုစပြီးတော့မှထောင်ပြီးလို့ရှိရင်နှလုံးသွင်းနားလဲလားမလဲလားဒီမှာနားမလဲရင်ကျွန်တော်အဲ့ဒီ pausing pacing နဲ့အတန်နေမြင့်လုပ်ပေးဖို့ကဒါလေးဟိုပြီးတော့မှကျင့်ဖို့လိုတာပေါ့နော်အဲဆိုတော့ဒီတပိုင်းကကျတော့အင်္ဂလိပ်စာ level တခုမှမရှိနေဘူးဆိုရှင်လည်းကျင့်ရတာတိတ်အဆင်ဆိုရှင်ဒီ falling intonation certainty so char rises from the east ဆိုရှင်နေကရှိကထွက်တယ်ဒီချတယ်ဒီချရင်မျက်နှာက rising is h ဟိုအတန်မြင့်သွားတယ်ဒီချတော့ဘူးမလားဟုတ်တယ်နော် so rising certaintyဆိုရှင်ကျွန်တော်တို့ဒီ falling မှာတော့ certainty နောက်ပြီးတော့မှလည်းမျိုးပေါ့ဟို question နဲ့မေးတယ်ဆိုလို့ရှိရင် what's your name ဆိုရှင် what's your name လို့မပြောဟုတ်ပြီနော် what's your name ဆိုရှင်ဒါ open question တွေဆိုလို့ရှိရင်ဟိုလားလည်းရှိတယ်အခုလောဆယ်တော့ကျွန်တော်တခုချင်းစီပဲထည့်ထားတယ်ဟိုတော့ဒီမှာ
open question ဆိုလို့ရှိရင်အတန်ချတယ် rising uncertainty မတိချဘူးဒါမှမဟုတ်ကွာမေးခွန်းမေးတယ် yes or no question ကိုကွာ are you hungry ဆိုလို့ရှိရင် are you hungry are you hungry neutral မထားဘူး are you hungry လို့မထားဘူး are you hungry အတန်မြင့်သွားတယ်ဟုတ်ပြီနော် alright က hesitation ပြီးတော့ပြန်မြင့်သွားတယ်ဟုတ်ပြီနော် are you okay yeah I'm alright အဲ့ဒါချပြီးတော့မှဟုတ်ပြီနော် I'm alright ဆိုရင်အတန်ချတာမဟုတ်ဘူး I'm alright ဆိုရင်ပြောချင်တာရှိသေးတယ်ဆိုတာဇောရကတက်ချင်တယ်အသေးချနေဘူးဆိုလို့ရှိရင် hesitation ဟုတ်ပြီနော်ဆိုရင်အတန်ပြီးတော့မှပြန်မြင့်တယ်ဟုတ်ပြီနော် rise for ကြတော့ strong emotion ကျွန်တော် emotion ကပ်ပြင်းပြင်းနေဟုတ်ပြီ excited ဆိုလို့ရှိရင် so yes ဆိုပြန်ချတယ် amazing ဟုတ်နော် amazing မဟုတ်ဘူး amazing it's amazing okay it's quite an experience you should go ဟုတ်အတောင်မြင်ပြီးတော့ပြန်ချတယ် you should definitely go တကယ်တော့တဲ့ is an amazing experience emotion အများကြီးထည့်ပြီးတော့မှ emotion ထည့်ပြီးတော့ပြောအဲ့ဆိုလို့ရှိရင် rising fall rise fall ဟုတ်နော်ဆိုရင်အနည်းဆုံးတော့အဲ့3အဲ့4ခုရှိတယ် okay ဆိုရင်အတန်အနေမြင့် the pitch ဟုတ်မလားအတန်ကျဲတာမဟုတ်ဘူးအတန်မြင့်သွားတာမြင့်တာနှိမ့်တာချတာနော်ဒီမှာလို့ဆိုရင်အဲ့5 level ရှိအဲ့ level 5ခုကိုမတိဘူးဆိုလို့ရှိရင်ကျွန်တော်တို့စနစ်တကျလေ့ကျင့်လို့မရဟုတ်ပြီနော်ဒီစကားပြောကို fluent ဖြစ်ချင်တယ် as speaking ပဲနိုင်ရချင်တယ်ဟုတ်ပြီနော်ဘယ်မြင့်မှန်းနေဒါမှမဟုတ် general english ကိုကအစင်းမြင့်လိုချင်တယ်လောက်ချင်တယ်ဆိုလို့ရှိရင်ဒါတွေရထားလို့ရှိရင်ဒီ9ခုတခြားနားလဲတယ်ပြီးရင်အနည်းဆုံးဒီ3ဆင့်ကိုအခြေခံတခြားလေးလောက်ထားတဲ့မှန်ကန်စနစ်ကြတဲ့လောက်တယ်ဆိုလို့ရှိရင်ကျန်တဲ့အပိုင်းနဲ့ဒါအမြန်တယ်ဟုတ်ပြီနော်ဆိုရင်အဲ့ဒါလေးကိုဟိုမျှဝေပေးချင်တာကျွန်တော်ဒီမှာဟုတ်ပြီနော်အဲ့တော့ဒီ9ဆင့်ကိုဒီဥစ္စာကိုလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ကိုဟိုလေးမှတ်ထားပေးကျွန်တော်နောက်မှ ready ဖြစ်ပြီဆိုကျွန်တော်လာပြီးတော့မှဟိုလုပ်ပေးမယ် comment လာမှတ်ပေးမယ်ဟုတ်ပြီနော်ဘယ်လိုယူရမလဲဆိုတာ pyramid p y r a m i d pyramid ဆိုတာဒီဥစ္စာပေါ့နော်ဆိုတော့ဒီ9ဆင့်ကိုပြောတာ pyramid လို့ comment လုပ်ပေး p y r a m i d ဒီဗီဒီယိုလေးကြည့်ပြီးတော့မှဒီဟာလေးလိုချင်တယ်ဆိုလို့ရှိရင် pyramid ဟုတ်ပြီနောက်ပိုင်းတော့ကျွန်တော် ready ဖြစ်ပြီဆိုလို့ရှိရင်တော့ကျွန်တော်ဗီဒီယိုတော့ထပ်လုပ်မယ်ဒါပေမဲ့ကိုရောစဗီဒီယိုကြည့်ပြီးတော့ဒီ poster လိုချင်တယ်ဒီမှာကျွန်တော်မရှင်းရတဲ့အပိုင်းဒါလေးပါသေးတယ် dependency rules ဆိုတာဒါလေးတော့သိချင်လားမသိဘူးအခုကြည့်နေလို့ရှိတာကျွန်တော်ချိန်ရတော့တနာကြီးတော့ရှိသွားပြီဒါကျွန်တော်အမြန်တော့ပြောပြလိုက်မယ်ဒါမှမဟုတ်နောက်ဗီဒီယိုမှာပဲကျွန်တော်ပြောမယ်ဟုတ်ပြီနော်ဆိုတော့ဒီ hierarchy principle မှာ6 dependency rules ဆိုတာရှိဆိုတော့တစ်ဆင့်မရရင်နောက်တစ်ဆင့်မရအောင်ကျွန်တော်ဒီမှာတော့အမြင်တော့ထည့်ပြောထားတယ် okay pronunciation self diagnosis ဒီကောင်ကျွန်တော်ဗီဒီယိုတက်လုပ်လိုက်မယ်အခုလောလောဆယ်ကတော့အဓိကခုနပြောသွားတဲ့အချက်တွေပေါ့နော်ဆိုကိုဘယ်လိုစမ်းစစ်ရမလဲဆိုလို့ရှိရင် level 1မှာဆိုလို့ရှိရင်ဟုတ်နော်ဒါ scoring system အဲ့တော့30ဒီမှာတော့ကျွန်တော် update လုပ်ထားတာ35ခုပေါ့နော်ဆို35မှတ်မှာကိုပဲနံပါတ်ရလဲပေါ့မို့ကြည့်ပြီးတော့ကို level ဘယ်လောက်ရှိလဲဒီအတန်ထွက်စနစ်အရာကိုလုပ်ဖို့လိုတာပေါ့နော်ဆိုရှင်ဥပမာ think နဲ့ this ကိုအထက်ဒီချာလေထောက်ပြီးတော့မှဟုတ်နော် think ဟုတ်နော်လေထောက်ဖို့လိုတဲ့ဟာကိုလေမထွက်နေဘူးပြောချင်အဲ့ဒါကိုထပ်တာနဲ့မာပြီးတော့မှထွက်နေတယ်ဒါမှမဟုတ်အဲ့လိုမျိုးပိတ်ပြီးတော့မှထွက်နေတယ်ဆိုရှင်မဖြစ်သေးဘူးဟုတ်နော်မဖြစ်ဆိုရှင်အဲ့ဒါနဲ့စုံတဲ့အချိန်မှာကျွန်တော်ဒီခုနပြောတဲ့ linking လုပ်တဲ့အချိန်မှာဥပမာ th နဲ့ဆိုတော့ bathroom ဆိုလို့ရှင် bathroom ဟုတ်နော်ဒါပိတ်နဲ့ထွက်နေလို့ရှင်လေပိတ်နေတယ်ဟုတ်နော်လေထောက်ပြီးထွက်ရမယ့်ဟာမှာလေပိတ်နေပြီဆိုကြတဲ့ဟိုကမတိကြတော့ဟုတ်နော်ဆို bathroom ဆိုလို့ရှိရင် bathroom ဆိုတော့တာနဲ့တာလား
bathroom ဆိုရင်လေနဲ့ထွက်တာလားတွေ့တယ်ပေါ့ဆိုတော့အစောင့်တက်မှာအဲ့ဒါလေးဆက်တဲ့အချိန်မှာဟုတ်မလား birthday ဟုတ်မလား birth ဆိုရင်အဲ့နဲ့ဆောင်းတယ်မြန်မာလို birthday ပြောနေဥစားကဒီဟာလေးဆိုရင် pronounce V as a lip teeth sound so never as a B ဆိုရင်ဆိုရင်ဥမာ very ဆိုရင်အပေါ်ပေါ်ရတယ် very လေထွက်တယ်အတန်အဲ့မှာ very ဖြစ်နေလား very ဖြစ်နေလားနှခမ်းကကိုက်ပြီးထွက်နေလားဒါတော့ပေါ်တယ်ဒါပေမဲ့နှခမ်းကိုက်ပြီးပိတ်နေဆိုတော့အစမလေရှပ် negative နှခမ်းနဲ့ဘောသားနဲ့ကြားထဲမှာလေရှပ်ပြီးတော့မှထွက်တယ်ဟုတ်လားအဲ့မှာ5ဆိုရင်တခြားထွက်လာပိတ်တယ်ဟုတ်လား5ဖြစ်နေလားဖြစ်နေလားတောင်းလုံး very ဆိုရင် not very လိုမျိုးလို့မရဘူး very မဟုတ်ဘူးဟုတ်နော် never as f ဆိုရင်5ကအဲ့နောက်ပိတ်တံပေါင်ထွက်ဆိုရင်တော်တော်များဒီ f အတန်ပဲပြန်ထွက်လေးပဲထွက်တယ်တခြားမရရင်ပေါ့နော်ဆိုရင် pronouncing f as a lip teeth sound never as a p remember fresh fruit Facebook fresh fruit ဟုတ်နော်ဆိုတော့နှခမ်းပိတ်ပြီးတော့ p တန်နဲ့မထွက်ဘူး p မဟုတ်ဘူးဟုတ်နော်ဆိုရင်အဲ့ဒါလေးတွေပေါ့နော်ဆိုအဓိက z ပြီးရင် sh ပြီးရင် j ဟုတ်နော်ပြီးရင်အတန်တိုရှိ ship နဲ့ sheep ကကျွန်တော်တော်များများမကွဲတဲ့ဟာဟုတ်နော်နောက်ခုလုံးကျွန်တော် ship ပဲထွက်တယ် ship မဟုတ်ဘူး sheep သိုးကe ဆိုတဲ့အတန်ရှိနဲ့ထွက်တယ်ဟောပါအဲ့ဖေးတင်ကြမှာ sheep sheep နောက်ခုမကွဲဘူးဆိုရင်နားလည်မှုလွဲတယ်ဟုတ်တယ်မလား There's a lot of sheep on the ship I saw some sheep on the ship I don't know sheep on the ship ဆိုရင်မောပေါ်မှာတိုးရရှိတယ်တွေ့လိုက်တယ် ship on the ship ဆိုလို့ရှိရင်မောမှာတင်မောကိုပြောတာလားမရှင်းတော့ဟုတ်တော့ဆိုကြတာကြောင့်ဒီအတူရှိအတရတူတရရှိဟိုဟာ long ပါ short ပါကို꿰ရတယ်ပြီးရှင်အဲ့ on နဲ့ u full fool ဟုတ်လား food ဆိုလို့ရှိရင်လည်းအရှိ u နဲ့ထွက်တယ် foot ကြတော့ဘယ်လိုထွက်လဲ foot တူနဲ့ထွက်တယ်ကအရှိနဲ့ထွက်တယ် food foot နော်ပြီးရင်ကျွန်တော် the net မှာလည်းကျွန်တော်အတန်မပြီးဆို the တွေကိုကျွန်တော်တို့တေချာမထွက်ဖို့အတန်ဟုတ်နော်စာနဲ့6လောက်နဲ့ရောနဲ့ကျွန်တော်တို့အဲ့ဒါပေါ်တရားပေါ့နော်ဆိုရှင်အတန်ရှိအတန်တို့꿰ရမယ်ပြီးရှင် short is weak relax for about a way မှာတဲ့အမြတ်တခြားထွက်တတ်လားဟုတ်နော်ဥမာ pilot ဆိုရင် pilot ဆိုရင် p I L O T ဆိုတဲ့စလုံးကိုကျွန်တော်အတန်ထွက်ရဆိုရင် pilot လို့ထွက်တယ် pilot မဟုတ်ဘူး pilot pilot မှာဖြစ်တယ် pilot ဟုတ်နော် let အတန်ပေါ်လေးပဲ lot မဟုတ်ဘူး pilot မဟုတ်ဘူး pilot ဟုတ်နော်ဆိုတော့ short လေးကိုကျွန်တော်ဒီချာထွက်တာလားနောက်တစ်ခုကဗာလဲဒီ correctly not as နောက်ကျွန်တော်ပြတဲ့ဥပမာဟုတ်ပြီနော် work not as walkတုံးတန်꿰လာတော်တော်များကျွန်တော်ဒီကိုအားလို့ထွက်တယ် all လို့ထွက်တယ်ဟုတ်နော် work ဆိုရင် walk မဟုတ်ဘူး he's walking မဟုတ်ဘူး he's walking လည်းမဟုတ်ဘူး walking ကလမ်းလျှောက်တာဟုတ်ပြီနော် walking က walk ကအသေးပဲမရှိဘူးလောကတော့ဒါပေမဲ့ဟိုကအတန်ထွက်တော့ k ဆိုရှင်ရင်တော့မျိုးတင်ပေါ်ကြီးတစ်တာနဲ့စောက်ထားတဲ့တင်ပေါ်ကြီးမျိုးဆိုရှင်အတန်ရဆိုရင် arc လို့ထွက်နေ
all ကိုလည်းကျွန်တော် O နဲ့မှာထွက်တယ်ဥပမာ course ကျွန်တော်မြန်မာဆရာမတော်များများမှဒီဥစ္စာကိုမကွဲဘူးဟုတ်ပြီနော် course နဲ့ပြောတယ် course မဟုတ်ဘူး course ဟုတ်ပြီနော် causes CAUSE cause က course ဒါတော့ကျွန်တော်ဟိုအတန်ထွက်အောင်ပေါင်းထားတာပေါ့နော် COAST course တို့ code တို့လိုမျိုးအဲ O နဲ့ထွက်တယ် course မဟုတ်ဘူး cause source ကိုလည်းကျွန်တော် sourcing တွေပါတယ်ပြောတယ် source မဟုတ်ဘူးဟုတ်ပြီနော် source ဒီငရုတ်ဒီ source တွေပါအဲ source ချက်သားကြော်ရယ်ချက်ကြော်ရယ်ပါနဲ့တို့စားတဲ့ source တန်ထွက်တယ် SOURCE is the same as SAUCE COURSE is COARSE cause နဲ့တန်ထွက်တူတယ်ဟုတ်ပြီနော် cause မဟုတ်ဘူးဆိုရင်အဲ့ဒါတွေအခြေခံပါတော့အဲ့ဒါတွေက individual sound တွေမှာကိုအဲ့ဒါတွေတိကျကွဲလားပြီးအောင်ထွက်နိုင်လားကိုအမှားကိုပြင်နိုင်လားဆိုတာအဲ့ဒါတွေဟိုရတယ်ဆိုရင်ဒီမှာ10မှတ်ရတယ်စနစ်လေးရအဲ့ဒီထဲကကိုရော့တဲ့အမှတ်ပေါ့နော်ဒါတွေကခါကျရင်ကိုမှန်တယ်ထင်လို့ရှိရင်ထင်နေတာတက်တယ်ဟုတ်ပြီ challenge ကို join လို့ရှိရင်တော့ကျွန်တော်ဒီဥစ္စာလေးတစ်ခါလေးလုပ်ပေးမယ်ဒီ self diagnosis ဟို checklist တွေပေးပြီးတော့မှတစ်ခါလေး diagnose လုပ်ခိုင်းမယ်ဟုတ်ပြီနော်အဲ့မှာတော့ကျွန်တော်တစ်ခါလေးမေးလို့ရပါတော့ challenge ဒါမှမဟုတ်ဒီမှာလည်းကျွန်တော်ဟိုလုပ်ပြီးမေးလို့ရတယ်မလုပ်ပြီးမေးလို့ရတယ်level 2 acceptable word stress မှာကျွန်တော်အဖြေရှာထားတာဟုတ်ပြီနော် level 3ဒါတော့ကျွန်တော်အသေးသေးတော့မသွားတော့ဘူးနောက်ဆုံးမှကျွန်တော်အားလုံး35မှတ်မှာကိုကဘယ်နှမှတ်ရနေလဲဆိုတာဟုတ်ပြီနော်ဒီဟိုအားတွေမှာ so ဒီ practice and mindset မှာကျွန်တော်3မှတ်ပြီးထားတယ်ပေါ့ဆိုရှင် I can hear my own errors when I record and play back my speech so ကိုဟာကိုမားနေမှန်းသိတယ်ဖမ်းမိတယ်ဆိုရင်တော့ဒီမှာတမှတ်ရတယ်ဟုတ်ပြီခိုင်ကိုမားနေမှန်းမသိဘူး IPO ချိန်ခိုင်းနေတခြားမတင်ပေးဘူး feedback မရဘူးဆိုမားနေမှန်းမသိဘူးမှန်တယ်တော့ထင်တာဟုတ်နော်ဘယ်ဆိုရှင်ကျွန်တော်မသိတဲ့ဟာမသိဘူး so for level of you don't know what you don't know right unconscious incompetence အမြင်ဖြစ်တတ်တယ် so I practice out ဒုတိယတစ်ခုက I practice out loud daily not just in my head ဆိုတော့နေ့တိုင်းကိုကအတန်ထွက်မှန်နဲ့ကိုလေ့ကျင့်နေလားအတန်ကြီးထွက်ပြီးတော့ဘယ်ဆိုရှင်စိတ်ထဲမှာခေါင်းထဲမှာရွတ်တဲ့အတန်ပါးစပ်ကိုမကူလာဘူးဖြစ်ဆိုရှင်ပါးစပ်ကအကျဉ်းလောက်ရတယ် it's a muscle sharp muscle အတန်လောက်တဲ့ဟာလဲဒီ muscle တွေနဲ့ဆွဲထားတာအဲ့တော့အတန်ကိုကျွန်တော်တို့တိတ်စိတ်ခေါင်းထဲမှာကြက်လို့မရဘူးကျင်းလို့မရဘူးထွက်ကျင်းရတယ်ဟုတ်ပြီနော်ဆိုတော့အတန်မထွက်နေဘူးဆိုရင်အဲ့မှာကိုယ့်ရဲ့ user chat ကိုယ့်ရဲ့ belief ကမှားနေပြီထွက်ကိုအတန်မထွက်ပဲကျင်းလို့မရဘူး ဆိုရှင် it has to become a habit in your mouth movements ဟုတ်ပြီနော် muscles ဒီ muscles တွေကမကျင့်ထားဘူးအားကြောင့်အတန်ထွက်စကျင့်ပြီဆိုရင်တော်များ IP ဇာတ်စကျင့်တဲ့ချိန်တလုံးချင်းပေါင်းကျင့်တဲ့ချိန်ဆိုရင်နှစ်ပတ်လောက်ကမောတယ်ဘာဖြစ်လို့လဲကျွန်တော်အသက်ရှူနည်းတွေအစအကုန်လုံးပြန်ကျင့်ရတာဟုတ်ပြီနော်အဲ့ကျွန်တော်ပြောတဲ့အတိုင်းကျွန်တော်မြန်မာအသက်တွေများတယ်အသက်တွေများတော့ဘာဖြစ်လဲပိတ်တဲ့အကျင့်ကကြီးများနေတော့အဲ့ဒါဖြစ်နေတယ်တခုဆိုရင်ကျွန်တော်အတန်ပိတ်တယ်ကျွန်တော်ပြန်ဖွင့်ဖို့ကြိုးစားတဲ့အချိန်မှာ muscle ကဟုတ်ပြီနော်လက်ချင်ကလုပ်ဖို့တည်တယ်မယ်ကျွန်တော်တို့လုံနေကြ3နှစ်ကြာဖောက်တဲ့ကြွက်သားတွေစပြီးကျင့်ပြီဆိုတော့ဖြစ်တယ်ဒုတိယရက်မှာစပြီးတော့နားတယ်ဤစိတ်နေတာ2ရက်3ရက်လောက်ပြင်းအပိုင်းနေပါဆိုရှင်နေပါလေပင်ပါနေပါဆိုရှင်ကိုဆိုးတယ်အဲ့ဒါအကျင့်ဖြစ်လာရင်တောင်မှကျွန်တော်တန်းတယ်လောက်သူ့ကိုပြန်လက်ချင်ပြင်တရက်နာပြင်ထလက်ချင်နောက်တရက်နာအဲ့လိုမျိုးလောက်ရတယ်ဟုတ်လားအတန်ထွက်လိုက်လို့ပဲit's all muscle you know so you have to retrain your muscle your breathing the way that you breathe because it's the အတန်အိုးကဒီလေအတန်ကအတက်ကအတန်ရအတက်ဆိုတာဒီနေမှာအတက်ရှူတဲ့ပုံမှန်မှအတန်ကဟုတ်ပြီနော်the point about it I believe my accent is a foundation I can retrain not a fixed identity ဆိုတော့ accent ဆိုတာကျွန်တော်မြန်မာဆိုရင်မြန်မာ accent ရှိတယ်ဟုတ်ပြီနော်ကျွန်တော် Australia မှာနေတာကြာသွားတဲ့ဆိုရင် Australia accent ကူလာတာကိုနေတဲ့နေကြကအကြားများတဲ့အတန်နဲ့ကိုအဲ့အတန်နေနဲ့ဟိုကျင့်မှများလာလို့ရှင်အဲ့အတန်လည်းမျိုးထွက်လာတာဟုတ်ပြီဒါတက်ကြီးဟိုကျင့်ယူဖို့မလိုဘူးပေါ့နော် accent လို့ရှင်တယ်ဆိုလို့ရှင်ဒါပေမဲ့ကျင့်ယူလို့ရတယ်ကိုပါ accent လို့ရှင်တယ်ကိုကျင့်လို့ရတယ်
ဒါမှကျင့်ဖို့မလို့အဓိကကိုပီဖို့ဟုတ်ပါနော်ပီဖို့ဟိုအရေးကြီးတယ်ဆိုတော့ဒီကိုယ့်ရဲ့ accent ကဥပမာဘယ်မှာ accent မလို့မြန်မာမလို့ငါပြီးတန်ရှင်းနေရမယ်ဆိုတာမဟုတ်ဘူးဟုတ်ပါနော်ကိုပြန် train လို့ရတယ် because it's just training your muscle ဟုတ်ပြီနော်ဒါပေမဲ့ဒီစနစ်ကြားနဲ့ခုလိုမျိုးအခြေခံနဲ့တီးဖို့တော့လိုတာပေါ့ဟုတ်ပြီနော်ဆိုတော့ရှင်းရင်ကျွန်တော်ဒါလေးကိုဒီမှာပဲရပ်ထားမယ်အခုလောလောဆယ်ဒီဗီဒီယိုကမှပါအကျိုးရှိသွားတယ်ကျွန်တော်ချက်ပြောပေးလေးတော့မြင်ချင်တယ်အဆုံးလေးကြည့်သွားတယ်ဆိုလို့ဟုတ်ပြီနော်စုံနေမကြည့်ဘူးဆိုလို့ရှင်းလေကြည့်ပြီးတဲ့နေရာနဲ့အကျိုးရှိရဆိုလို့ရှင်းကျွန်တော်ချက်ပြန်ပြောပေး okay see you in the next video this is Dorian from Submastery Community I will answer if you have any questions in the comment I'm going to put it in the comment I'll answer the questions in the next video ဆိုလို့ရှိရင်ဒီဥစ္စာကိုလိုချင်တယ်ဆိုရှင် pyramid လို့ comment လုပ်ပေးအကယ်၍ဒီ self diagnosis ကိုလည်းလိုချင်တယ်ဆိုရင် self diagnosis checklist လို့ comment လုပ်ပေးဟုတ်နော်လောက်ထားပေးပေါ့နော်အခုလောလောဆယ်တော့ကျွန်တော်ဟို update လုပ်နေတော့မပြီးသေးဘူးအကယ် challenge join မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီနှစ်ခုလုံးက ready ဖြစ်လောက်တယ်ဆိုတော့24 25 26 3ရက်ပေါ့နော်ဒီမှာကျွန်တော်တခြားလေးဖြည့်ရှာပေးမယ်ဆိုတော့အဲ့အတွက်ပဲကျွန်တော်ဒီဥစ္စာလေးတခြားလုပ်ထားတာဆိုတော့အဲ့ဒါ diagnose လုပ်ပြီးတော့မှပဲကိုယ်ပဲအဆင့်မှာရှိနေတယ်ပဲဘာတွေလိုနေတယ်ဖြည့်ဖို့လိုနေတယ်ပြီးတော့မှပဲကွာကြာဖြည့်လို့ဆိုတော့ I'll see you in the next video thank you for your time and attention this is Dorian from Submastery Community good night bye